အားလုံးမင်္ဂလာပါ Union News ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ကတော့မေလ10ရက်နေ့ဖြစ်ပါတယ်။ဒီနေ့မေလ10ရက်နေ့အတွက်တင်ဆက်ပေးသွားမှာကတော့ဘုံကျဲနေတဲ့၍ဆွေးနွေးမှုတွေမပြုလုပ်နိုင်ဘူးလို့မိုက်ကြီးခွဲထားတဲ့ AA ကိုတပ်မတော်ကဘုံကျဲပြီးအကြောင်းပြန်လိုက်တဲ့ဆိုတဲ့သတင်း။ဖားကန်မော်စီစာလွန်ခေတ်ပတ်ဝန်းကျင်မှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့တပ်မတော်ကလည်းလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ထားရဲဆိုတဲ့သတင်း။မင်းတပ်မြို့အဝင်ကအကြမ်းဖက်သမားတွေစုဖွဲ့နေတဲ့နေရာကိုတပ်မတော်ကဘုံကျဲရှင်းလင်းလိုက်တဲ့ဆိုတဲ့သတင်းနဲ့တခြားသောထူးခြားတဲ့သတင်းတချို့ကိုတင်ဆက်ပေးသွားမှာပဲ။အစီအစဉ်လေးကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မေလ10ရက်နေ့အတွက်ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ရမယ်ဆိုရင်တော့ပထမဆုံးအနေနဲ့ဒီလူပြောများနေတဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ရွှေအိုရောင်ပြောင်းသွားတယ်ဆိုတဲ့ညောင်မင်းကြီးနဲ့ပတ်သက်တဲ့သတင်းတွေကိုအရင်ဆုံးဖော်ပြပေးချင်ပါတယ်။ဒီအကြောင်းအရာကတော့ဒီနေ့မေလ10ရက်နေ့မှာပဲဒီ social media platform အစုံမှာလည်းပြန့်နှံ့လာတာဖြစ်ပါတယ်။ဒီအတွက်ဒီညောင်မင်းကြီးနဲ့ပတ်သက်ပြီးတော့တွားရောက်ဖုံးမြော်ကြတဲ့သူတွေတွားရောက်လေ့လာဆက်စုကြတဲ့သူတွေလည်းအများပြားရှိတယ်လို့သိရပါတယ်။ဒီသတင်းအကြောင်းအရာနဲ့ပတ်သက်ရင်တော့ပညာရှင်တွေဘက်ကလည်းသူတို့ရဲ့ရှုထောင့်အနေနဲ့ပြောဆိုတာတွေရှိတယ်။အကြမ်းအမြင်တွေမနှောမရဂိုင်းတွေဘက်ကလည်းသူတို့ရဲ့ဒီပညာရေးဆိုင်ရာတွေနဲ့ပြောဆိုကြတာတွေရှိတယ်လို့တခြားသောဇော်ကန့်လန့်အဖွဲ့တွေကလည်းကန့်လန့်တိုက်ပြီးတော့ပြောဆိုကြတာတွေရှိတယ်။လက်ရှိအခြေအနေမှာတော့ညောင်မင်းကြီးရဲ့အစိမ်းရောင်သိရွက်တွေကနေရွှေအိုရောင်ကိုပြောင်းသွားတယ်ဆိုတဲ့သတင်းကတော့ကဲလည်းမြေပြင်မှာဖြစ်ပေါ်နေတာလို့သိရပါတယ်။ဘာကြောင့်ဒီရွှေအိုရောင်ကိုပြောင်းသွားတယ်လဲဆိုတဲ့အခြေအနေကတော့ပညာရှင်တွေပဲခွဲခြမ်းစိတ်ဖြာနိုင်မှာဖြစ်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အားလုံးကတော့လိုသလိုပုံဖော်နေကြတာတွေမြင်တွေ့ရပါတယ်။ဆိုတော့ဒီနေ့ရွှေအိုရောင်ပြောင်းသွားတယ်ဆိုတဲ့တစ်ပင်ကြီးရဲ့တက်တန်းကိုပြန်ကြည့်ရင်တော့1984ခုနှစ်ကဒီသရီလင်္ကာနိုင်ငံကနေတည်ဆောင်ပြီးတော့စိုက်ပျိုးခဲ့တာဖြစ်တဲ့အတွက်ဒီနေ့ဒီအချိန်ထိပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့နှစ်ပေါင်း42နှစ်ကျော်ကြာပြီဖြစ်ပါတယ်1984ခုနှစ်မေလ14ရက်နေ့ဒီကစုံလားပြည်နယ်ကစိုက်ပျိုးခဲ့တာဖြစ်တဲ့အတွက်လာမယ့်2026ခုနှစ်မေလ14ရက်နေ့ဆိုရင်တော့အင်္ဂလိပ်လိုဆိုရင်တော့42နှစ်ပြည့်တော့မှဖြစ်ပြီးမြန်မာလိုဆိုရင်တော့ကစုံလားပြည်ကိုကျော်သွားပြီဖြစ်ပါတယ်သဘောကတော့ဒီကစုံလားပြည်နေ့ညောင်ရည်သွန်းပွဲညောင်ရည်လောင်းပြီးတဲ့နောက်မှာပဲညောင်ရက်တွေကအစိမ်းရောင်ကနေရွှေအိုရောင်ပြောင်းသွားတာဖြစ်တဲ့အတွက်42နှစ်အကြာမှာအခုလိုပြောင်းလဲမှုတွေမြင်တွေ့လာရတာဖြစ်ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒီနိုင်ငံရေးအရာလေ့လာတဲ့သူတွေမနှောမရနဲ့တခြားသောပညာရှင်တွေကပြောဆိုမှုတွေကလည်းလိုသလိုပုံဖော်ပြောဆိုနေကြတာတွေရှိတယ်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ဒီအခြေအနေကဒီတဘာဝလွန်ဖြစ်ရတစ်ခုလို့လည်းဆိုရမှာဖြစ်တယ်ယူဆနဲ့ကြည့်ရင်လည်းဒါကတော့ဒီနမိတ်ကောင်းတစ်ခုဖြစ်တယ်လို့တချို့ကတွေးကြပါတယ်သေရွက်တွေကရွှေအိုရောင်ပြောင်းပြီးတော့6တွေ့ပြီးအပင်ကြီးကသေတော့မယ်လို့ပြောဆိုနေကြတဲ့ဇော်ကန့်လန့်အဖွဲ့တွေလည်းရှိတယ်လို့အခုလိုရွှေရောင်ပြောင်းလဲသွားခြင်းကနိုင်ငံတော်အတွက်အခွင့်အလမ်းတွေကောင်းမွန်တဲ့အခြေအနေတွေကိုအများကြီးထင်ဟပ်စေတယ်လို့လည်းပြောဆိုနေကြတာလည်းရှိပါတယ်ဒါကတော့ဒီအခြေအနေပေါ်မှာဘယ်သူမှတိတိကျကျခွဲခြမ်းစိတ်ဖြာနိုင်တဲ့အခြေအနေမရှိတဲ့အတွက်ကိုယ့်ရဲ့ဒီရှုထောင့်တွေအတိုင်းပဲပုံဖော်ကြတယ်ခွဲခြမ်းစိတ်ဖြာကြတယ်သုံးသက်ချက်တွေအများကြီးထွက်ပေါ်လာတာကိုမြင်တွေ့ရပါတယ်လက်ရှိချိန်မှာတော့ဇေဒီကြီးမှာရှိနေတဲ့ညောင်မင်းကြီးကအပင်ရဲ့အရွက်တွေအားလုံးကတော့တကယ်ရွှေအိုရောင်ပြောင်းသွားတယ်လို့သိရပါတယ်ဒီသတင်းကိုအတည်ပြုနိုင်မှုအတွက်ရန်ကုန်မှာရှိနေတဲ့ကျွန်တော်တို့ရဲ့ဒီနောက်တင်နဲ့လည်းတွားရောက်လေ့လာပြီးတော့အတည်ပြုနိုင်ခဲ့ပြီဖြစ်ပါတယ်ဒါဆိုရင်ဘာကြောင့်ဒီညောင်မင်းကြီးကပြောင်းသွားတယ်လဲဆိုတာကိုတော့ကျွန်တော်လည်းပညာရှင်မဟုတ်တဲ့အတွက်မသိပါဘူးမသိတဲ့အတွက်ဒါကဘာကြောင့်ဖြစ်တယ်လဲဆိုတာကိုကျွန်တော်ဆက်ပြီးစောင့်ကြည့်သွားရအောင်မှာဖြစ်တယ်ဒီလိုမျိုးရွှေရောင်ပြောင်းသွားတဲ့သိရွက်တွေကဘယ်လောက်ကြာကြာအထိဆက်ရှိမှာလဲတချို့တွေပြောဆိုနေကြသလိုဒီမြေအောက်မှာဂေဟစနစ်ပျက်စီးပြီးတော့မြေအောက်ရေပြောင်းလဲမှုတွေကြောင့်ဒါအပြင်ဒီ36ခုနှစ်တွေကလည်းဒီပူပြင်း6သွေးတွေအတွက်မြေအောက်ရေအပါဝင်ကြီးရဲ့ရေတိုလောင်မှုဒီဇီဝကမ္မဖြစ်စဉ်တွေမှာလည်းအများကြီးသက်ရောက်မှုတွေရှိခဲ့တယ်ဆိုတဲ့အပြောဆိုမှုတွေလည်းမြင်တွေ့ရပါတယ်ဒါကြောင့်ဒီအကြောင်းအရာနဲ့ပတ်သက်ရင်တော့ဒီထူးခြားမှုတစ်ခုအနေနဲ့ပဲကျွန်တော်တို့ကပေါ်ပြပေးနိုင်ပါတယ်ဒါတွေကိုတော့ကျွန်တော်မသုံးသပ်နိုင်ပါဘူးကျွန်တော်လည်းဂမ်ဘီယာပညာရှင်မဟုတ်သလိုအကြမ်းမြင်လည်းမဟုတ်တဲ့အတွက်ဒီအကြောင်းအရာကိုတော့ဘယ်လိုပုံစံမျိုးဖြစ်နိုင်တယ်လဲဆိုတာကိုမတွက်ဆနိုင်ဘူးဖြစ်ပါတယ်ဒါပေမဲ့ဒီအကြောင်းအရာကဒီနေ့မေလ10ရက်နေ့မှာတော့တော်တော်လေးဒီ social media တစ်ခုလုံးမှာလွှမ်းမိုးနေတဲ့သတင်းတစ်ခုဖြစ်တဲ့အတွက်အတည်ပြုပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဒါကတစ်ချက်ပါနောက်တစ်ချက်ကတော့မိုးကုတ်ဗရမ်များမြေကနေထွက်တဲ့ဒီကာရက်ပေါင်း11000ကျော်ရှိတဲ့ grand အားဖြင့်2000ကျော်ရှိတဲ့ဒီပြည်တံဗရမ်များကြီးတစ်ခုကိုဖော်ထုတ်ရရှိခဲ့ပါတယ်ဒီအတွက်မနေ့ကနိုင်ငံတော်သမ္မတကြီးဒုသမ္မတ1ဒုသမ္မတ2ဒီအပါအဝင်ဒီတဘာဝတင်စားတာနဲ့တဘာဝတင်စားတာရေးရပြည်တော်စုဝင်ကြီးတွေနဲ့နေပြည်တော်မှာလာရောက်ပြီးတော့ကြည့်ရှုခဲ့ကြတယ်လို့သိရပါတယ်ဒီဗရမ်များကြီးကအရေးသွေးအားဖြင့်တော်တော်ကောင်းတယ်လို့သိရပြီးတော့မိုးကုတ်ဗရမ်များမြေကထွက်ပေါ်လာတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်နိုင်ငံတော်သမ္မတကြီးတွားရောက်ကြည့်ရှုတဲ့အချိန်မှာလည်းအင်မတန်အရေးလက်နေတဲ့ကြောက်ကောင်းတစ်ခုရဲ့ကြံရင်လက္ခဏာတွေနဲ့ပြည့်စုံနေတာကိုလည်းမြင်တွေ့ရပါတယ်ဆိုတော့ဒီဗရမ်များကြီးကဘယ်နေရာကနေထွက်ပေါ်လာတယ်လဲမိုးကုတ်ဆိုတဲ့နေရာမှာဒီကြောက်တူးပေါ်လို့ရတဲ့ကွင်းတွေအများကြီးရှိပါတယ်ဘယ်ကွင်းကနေထွက်ပေါ်လာတယ်လဲဆိုတာအားလုံးကစိတ်ဝင်စားနေကြတာရှိတယ်လို့ပလောင်စစ်သွေးကြွတွေအနေနဲ့မိုးကုတ်မြို့ကိုတနစ်ကျော်သိမ့်ပိုက်ပြီးတဲ့နောက်မိုးကုတ်ကောက်ကွင်းကိုပါမြေလှန်ပြီးတော့ဒီလှပခဲ့တဲ့ကောက်ကွင်းကနေစုပ်ပြတ်တက်တဲ့အခြေအနေဖြစ်အောင်တူးဖော်ခဲ့ကြပါတယ်လာမျက်နှာပြင်ပုံစံမျိုးလိုကြောင်ကျိုးကြောင်ကြားဂလိုင်းတွေဖြစ်အောင်ဖောက်ပြီးတော့တူးဖော်ခဲ့ကြပါမယ်ဒီလိုမျိုးပြည်နယ်ဗရန်များတွေမထွက်ခဲ့တာလားဒါမှမဟုတ်ထွက်လာတဲ့
ဗရန်များတွေကိုပဲပလောင်စစ်သွေးကြွအနေနဲ့ပလောင်အကြမ်းဖက်သမားတွေကလက်ဝကြီးအုပ်ပြီးတော့တရုတ်နိုင်ငံကိုမှောင်ခိုဈေးကွက်ကနေရောင်းချနေသလားဆိုတဲ့အခြေအနေမျိုးကလည်းစိတ်ဝင်စားစရာကောင်းလာပါတယ်။ဒါကအကြမ်းဖက်သမားတွေရဲ့လုံဆောင်မှုနိုင်ငံတော်မှာရှိနေတဲ့ပြည်တော်စုရဲ့အမွေအနှစ်တွေကိုတခိုးစည်းနဲ့ရောင်းနေတယ်ဆိုတဲ့ရှုထောင့်ကနေကြည့်ရင်တော့အင်မတန်ဒေါသထွက်စရာကောင်းပါတယ်။နိုင်ငံတော်အနေနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့အခုလိုမျိုးပြည်တံဗရန်များကြီးပေါ်လာခြင်းကနိုင်ငံတော်အတွက်လည်းဒီနမိတ်ကောင်းတဲ့တကူဖြစ်တယ်ဆိုတဲ့အခြေအနေမျိုးဖြစ်တယ်လို့နိုင်ငံတော်အစိုးရတဲ့လက်ထက်မှာဒီလိုမျိုးဖိုးတံဗရန်များတွေအဖိုးတံဒီကြောင်းမြရရနာတွေထွက်ပေါ်ခြင်းကလည်းမင်္ဂလာတစ်ပါးဖြစ်တယ်ဆိုတဲ့အယူဆကကျွန်တော်တို့မြန်မာနိုင်ငံမှာရှိထားပြီးဖြစ်ပါတယ်။မင်းကောင်မင်းမြတ်တွေရဲ့လက်ထက်မှာဒီစင်ဖြူတွေထွက်ပေါ်လာတယ်ဆိုတာမျိုးပြည်တံဗရန်များကြီးတွေထွက်ပေါ်လာတယ်ဆိုတာမျိုးအပါအဝင်တခြားသောဒီတဘာဝလွန်ဖြစ်ရတွေဖြစ်တယ်ဆိုတာမျိုးကမင်းကောင်မင်းမြတ်တွေနဲ့အပြောင်းလဲကာလတွေမှာကြုံတွေ့ရတဲ့အခြေအနေအရရက်တွေဖြစ်ပါတယ်။ဆိုတော့နိုင်ငံတော်သမ္မတကြီးတာဝန်ယူတဲ့အချိန်မှာအခုလိုပြည်တံဗရန်များကြီးထွက်ပေါ်လာတဲ့အတွက်အလုံးကချီကျူဩဘာပေးကြတဲ့သူတွေမူလီတာပွားကြတဲ့သူတွေရှိတယ်လို့ဘေးထိုင်ပူပြောပြီးတော့မနာလိုမရှိစိတ်ဖြစ်နေတဲ့ပြည်ပြည်အုပ်စုတတိုက်လည်းရှိကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဒီဗရန်များကြီးနဲ့ပတ်သက်ပြီးပြန်ပြောရင်တော့1990 1996ခုနှစ်ဒီနဝတအစိုးရလက်ထက်မှာတွေ့ခဲ့တဲ့ဗရန်များထက်လည်းအရေးသွေးအဖြစ်ကိုဒီနောက်ပြီးတော့ grand အဖြစ်ကိုကြီးမားတယ်လို့ဆိုရမှာပါ။1990မှာတွေ့ခဲ့တဲ့ဒီအများကတော့69 grand လောက်ရှိတယ်လို့သိရတယ်။1996ခုနှစ်မှာတွေ့တဲ့ဗရန်များကတော့ဒီ grand အဖြစ်2400ကျော်တာကိုမြင်တွေ့ရတယ်။အဲ့ဒီနောက်2022ခုနှစ်အပြောင်းလဲကာလတွေဖြစ်တဲ့အချိန်နိုင်ငံတော်ရဲ့အာဏာကိုတက်မတော်ကယာယီထိန်းပေးထားရတဲ့အချိန်မဲလိမ်မဲခိုးမှုတွေကြောင့်မြန်မာနိုင်ငံတဝန်းလက်နက်ကင်ဆွဲအကြမ်းဖက်တောင်းကျမ်းမှုတွေဖြစ်ပေါ်နေတဲ့အချိန်မှာပဲဗရန်များကြီးတစ်ခုကိုပေါ်ထွက်လာခဲ့မှုတယ်။အဲ့ဒီအချိန်ကရရှိခဲ့တဲ့ဗရန်များကြီးကလည်းဒီ958 gram အလေးချိန်ရှိတာကိုမြင်တွေ့ရတယ်။အခု2026ခုနှစ်အစိုးရအပြောင်းလဲကာလမှာတော့အခုလိုမျိုး gram အားဖြင့်2000ကျော်ရှိတဲ့ဒီအဖိုးတန်ဗရန်များကြီးတစ်ခုကိုထပ်မံပြီးတော့တူဖို့ရရှိခဲ့တာဖြစ်ပါတယ်။ဒီသတင်းအကြောင်းအရာကနိုင်ငံတော်အတွက်လည်းအများကြီးဂုဏ်သတင်းကြော်စောစေတာဖြစ်တယ်လို့နိုင်ငံတော်အစိုးရရဲ့မင်းပြောင်းမင်းလဲကာလနိုင်ငံတော်အတွက်အလားအလာကောင်းတဲ့နမိတ်ကောင်းတွေအဖြစ်ကျွန်တော်တို့ကပုံဖော်ရမှာဖြစ်ပါတယ်။ဗရန်များငမောက်လိုမျိုးပြည်တံဗရန်များကြီးတွေကိုတော့ဒီနေချစ်အင်္ဂလိပ်တခိုးတွေကလက်ဝကြီးအုပ်တည်ဆောင်သွားပြီးတော့အင်္ဂလန်မှာပဲလက်ရှိအချိန်ထိသူတို့ပိုင်ဆိုင်တဲ့အရာလိုမျိုးပြသထားဆဲဖြစ်ပါတယ်။ကြံရှိနေသေးတဲ့ပြည်တံဗရန်များကြီးတွေကတော့မြန်မာနိုင်ငံမှာပဲရှိနေပြီးတော့အခုတွေ့တဲ့တတိယအကြိမ်စတုထအကြိမ်မြောက်တွေ့တဲ့ဗရန်များကြီးကတော့ဒီတွေ့ခဲ့တဲ့1990 1996 2022နဲ့2026ခုနှစ်ဂျားမှာတွေ့ခဲ့တဲ့၄ခုမြောက်ထဲမှာဒုတိယအကြီးဆုံးလို့ခေါ်ရမှာဖြစ်ပါတယ်1996ခုနှစ်မှာတွေ့ခဲ့တာကဒီ grand အားဖြင့်4290 grand ရှိပြီးတော့အခု2026ခုနှစ်မှာတွေ့တာက grand 2200ရှိတယ်လို့သိရပါတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီမြန်မာနိုင်ငံမှာရှိနေတဲ့တွင်းထွက်သယံဇာတတွေကအခုလိုမျိုးတန်ဖိုးရှိစွာနဲ့ပေါ်ထွက်လာခြင်းကမြန်မာနိုင်ငံအတွက်လည်းဒီတန်ဖိုးရှိတဲ့အခြေအနေတစ်ခုဖြစ်တယ်မြန်မာနိုင်ငံရဲ့ထွက်ပေါ်လာတဲ့တွင်းထွက်သယံဇာတတွေတွင်းထွက်ကြောက်တံဗရန်များတွေကလည်းအဖို့တန်နေဆိုတာကိုနိုင်ငံတကာကသိရှိထားပြီးဖြစ်ပါတယ်ဒီလိုအခြေအနေမှာမင်းပြောင်းမင်းလဲကာလဖြစ်တဲ့အတွက်မင်းကောင်းမင်းမြတ်တယောက်ရဲ့ကျန်ရင်လက္ခဏာတွေနဲ့ပြည့်စုံနေတဲ့စပူတီပါလက်ရတောင်ကျွန်းနမိတ်ထွန်းတဲ့နမိတ်တွေအဖြစ်အလုံးကပုံဖော်နေကြတာကိုလည်းမြင်တွေ့ရပါတယ်ဒါကတော့မနေ့ကမေလ9ရက်နေ့မှာပဲနိုင်ငံတော်ဘက်ကတရားဝင်ထုတ်ပြန်လိုက်တဲ့ပြည်ထောင်ဗရန်များကြီးနဲ့ပတ်သက်တဲ့သတင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်လက်ရှိချိန်မှာတော့ပလောင်စစ်သွေးကြွတွေကမိုးကုတ်ကောက်ကွင်းနဲ့မိုးကုတ်ဗရန်များမြေကကြောက်ကွင်းပေါင်းများစွာဧကပေါင်း1000ကျော်အမေရိကန်ဒေါ်လာတန်ပေါင်း1000ကျော်နီးပါးကိုမြေလှန်ပြီးတော့လက်ဝကြီးအုပ်တူသွားခဲ့တာဖြစ်ပါတယ်ဒီအတွက်ပလောင်လက်နက်ကိုင်တဲ့ပေါ် TNL ရဲ့ခေါင်းဆောင်တွေဖြစ်တဲ့မိုက်ကျော်ကြားတို့တာဖုံးကျော်တို့တာအိုက်ပေါင်းတို့တာခူးလန်တို့လွေးရီဦးအားလုံးကတော့ဒီကရတဲ့ဒီဗရန်များတွေကိုလက်ဝကြီးအုပ်ပြီးတော့သူတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေနဲ့မန်တုံတို့နမ်တူတို့မှာကြည်ဝါချမ်းသာနေကြတယ်တရုတ်နိုင်ငံတင်းမှာလည်းတရုတ်နိုင်ငံဘက်ကဒီပုဂ္ဂလိကဘဏ်တွေမှာသူတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေကိုစုဆောင်းထားနိုင်ပါတယ်ဆိုတော့မိုးကုတ်ကောက်ကွင်းကိုတနည်းလောက်သိမ့်ပိုက်နိုင်ခဲ့တဲ့ပလောင်စစ်သွေးကြွတွေဘယ်လောက်ထိကြွယ်ဝချမ်းသာသွားမလဲဆိုတဲ့အခြေအနေကိုကြည့်လိုက်ရင်တော့တော်တော်လေးအသေးရစရာကောင်းတဲ့အခင်းချင်းမျိုးဖြစ်ပါတယ်အစိုးရအဆက်မထိမတိုးခဲ့တဲ့ဗရန်များမြေကောက်ကွင်းကြီးကိုပလောင်စစ်သွေးကြွတွေရဲ့လက်ထက်မှာအပြိုရည်ပြက်ခံလိုက်ရတဲ့သဘောမျိုးပန်းဦးလွတ်ခံလိုက်ရတဲ့သဘောမျိုးနဲ့ဒုစပြင်းတော့ဖြစ်သွားခဲ့ရတာပါဒီလိုမျိုးဧကပေါင်း300ကျော်400ရှိတဲ့နေရာတွေကမိုးကုတ်မြေကိုမြေလံခံလိုက်ရတဲ့အချိန်ဒီလိုမျိုးပြည်နယ်ဗရန်များကြီးတွေအများကြီးမထွက်ပေါ်ခဲ့ဘူးလားဆိုတဲ့အခြေအနေကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါကြောင့်ပလောင်စစ်သွေးကြွတွေကဒါမျိုးဗရန်များတွေဘယ်နှခုကာရက်ဘယ်နှခုရှိတဲ့ဗရန်များတွေပေါ်သွားကြတယ်လဲဆိုတဲ့အခြေအနေကစိတ်ဝင်စားစရာတော့ကောင်းလာပါတယ်အဲဒါကတော့ဒီနေ့အစိုးရအပြောင်းလဲကာလမေလလာဇန်ကနေစပြီးတော့ထူးခြားမှုဖြစ်စဉ်တွေဒီသဘာဝလွန်ဖြစ်ရတဲ့ဖြစ်ပေါ်နေတဲ့ဆိုတဲ့သတင်းအကြောင်းအရာနဲ့တူချိတ်ဆက်ပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့ရခိုင်လက်နက်ကင်တပုံAAဝိဇေဘွားတွေမှောင်ခိုတင်သွင်းနေတဲ့ဘိန်းစာကိုင်းလို့ခေါ်လို့ရမယ်စစ်သွေးကြွ AA ဖွဲ့ခေါင်းဆောင်ကပြီးခဲ့တဲ့ရက်ကပဲ Diplomat သတင်းစာနဲ့အင်တာဗျူးမှာပြောသွားခဲ့တဲ့အကြောင်းအရာကိုနိုင်ငံတော်အစိုးရသမ္မတကြီးနဲ့တပ်မတော်ကာကွယ်ဦးစီးချုပ်ကြီးကအကြောင်းပြန်လိုက်ပြီးဖြစ်ပါတယ်ဒါကတော့
ရခိုင်စစ်သွေးကြွကသတင်းသမားနဲ့အင်တာဗျူးပြုလုပ်တဲ့အချိန်မှာပဲနိုင်ငံတော်အစိုးရရဲ့ဒီငញ្ញရေးဆွေးနွေးပွဲကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကန်တွေပြောဆိုသွားတာကိုမြင်တွေ့ရတယ်။အားလုံးကိုအနည်းချုပ်လိုက်မယ်ဆိုရင်တော့ရခိုင်ပြည်နယ်ကိုတပ်မတော်ကပြင်းပြင်းထန်ထန်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ထားခဲ့တဲ့အတွက်လေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်နေမယ်ဆိုလို့ရှိရင်နိုင်ငံရေးရတွစ်ဆုံဆွေးနွေးမှုမလုပ်နိုင်ဘူးဆိုပြီးတော့ရခိုင်စစ်သွေးကြွခေါင်းဆောင်ထွန်းမြတ်နိုင်ကမိုက်ကြီးခွဲပြောဆိုခဲ့ပါတယ်။ထွန်းမြတ်နိုင်နဲ့ diplomat သတင်းစာနဲ့အင်တာဗျူးပြုလုပ်တဲ့အချိန်က2026ခုနှစ်ဖေဖော်ဝါရီလကုန်နဲ့မတ်လလဆန်းလောက်မှာဖြစ်ပါတယ်။အဲ့ဒီအရှေ့ပိုင်းကာလတွေမှာတပ်မတော်ကရခိုင်ပြည်နယ်ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ရင် Jet Fighter ဒဇီးစာနှစ်စီးစာဝိုင်ဒရတွေနဲ့ကင်းထောက်ပြီးတော့ဘုံလုံးကြီး350လောက်သာကျဲချတိုက်ခိုက်ခဲ့တဲ့အခြေအနေမျိုးရှိခဲ့ပါတယ်။ဒီလိုအခြေအနေမှာပဲရခိုင်စစ်သွေးကြွတွေကဒီလိုဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့၍နိုင်ငံရေးတွစ်ဆုံဆွေးနွေးမှုလုပ်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့နိုင်ငံတော်သမ္မတကြီးကိုရောတပ်မတော်ကာကွယ်ဦးစီးချုပ်ကြီးကိုရောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ပိုင်တဲ့ကနေခွတ်ထွက်ဖို့ကြိုးစားနေတဲ့စစ်သွေးကြွတကောင်ကမိုက်ကြီးခွဲပြောဆိုခဲ့ပါတယ်။ဒီသတင်းကြောင်းရာနဲ့ပတ်သက်ပြီးတော့ဟောရန်ဖြစ်ခဲ့တဲ့အချိန်ရခိုင်စစ်သွေးကြွတွေကငញ្ញရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးကိုဆွေးနွေးမှာမဟုတ်ဘူး2023ခုနှစ်အခြေအနေမျိုးကိုတပ်မတော်ကတောင်းဆိုထားတာကိုရခိုင်စစ်သွေးကြွက1984ခုနှစ်ကအခြေအနေမျိုးရရှိနေဆိုပြီးတော့အတိတ်သမိုင်းတွေကိုချီးကျောက်ရည်နုပြုလုပ်ပြီးတော့နွားတွေလိုစမြုပ်ပြန်ရင်းနဲ့သူတို့ရဲ့အဖရခိုင်နိုင်ငံတော်ရှိခဲ့တဲ့ဆိုတဲ့အခြေအနေကနေဘရင်ယူခွင့်ဆက်ပြီးတော့ယူခွင့်ရဖို့အတွက်နိုင်ငံတော်ကိုမှကြီးခွဲခဲ့တယ်။ဒါကြောင့်ဘုံကျဲရင်ဆွေးနွေးခြင်းမပြုဘူးလို့ပြောစခဲ့တဲ့ရခိုင်စစ်သွေးကြွတွေကိုတပ်မတော်ကဘုံကျဲတိုက်ခိုက်ပြီးတော့အကြောင်းပြန်လိုက်ပြီးဖြစ်ပါတယ်။ဒါကတော့မနေ့ကမေလ9ရက်နေ့ညပိုင်းမှာပဲရခိုင်လက်နက်ကိုင်သဘောအေးစုဖွဲ့နေတဲ့နေရာတွေတင်တန်းကြောင်းရှိတဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။မနေ့ကမေလ9ရက်ထဲမှာတွင်တရက်ထဲနဲ့မြို့နှမြို့ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒါကတော့မြင်းပြမြို့နယ်ထဲမှာရှိနေတဲ့ကြောက်ခုတ်နဲ့တစ်ပုတ်တောင်ရဲ့ကြားအရှိဘက်ကတောင်ကြားတွေမှာရခိုင်စစ်သွေးကြွအကြမ်းဖက်သမားတွေရဲ့တင်တန်းခွင်းနဲ့စစ်ရေးပြခွင်းတင်တန်းကျောင်းတွေနဲ့ဌာနချုပ်တွေရှိတဲ့နေရာကိုတပ်မတော်ကဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ဒီလေကြောင်းတိုက်ခိုက်မှုကိုတော့မနေ့ကမေလ9ရက်နေ့နေ့လယ်2နာရီခွဲနဲ့3နာရီခွဲကြားတနာရီနီးပါးအကြာ Jet Fighter ပေါင်းများစွာနဲ့အုပ်လိုက်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီလေကြောင်းတိုက်ခိုက်မှုတွင် Jet Fighter 8စီးထက်မနည်းချတိုက်ခိုက်ခဲ့တာရှိသလိုဝိုင်ထွန်းလေယာဉ်တွေကလည်းဘုံအလုံးကြီးရာချီပြီးတော့ကျဲချတိုက်ခိုက်ခဲ့ပါတယ်။တပ်မတော်ရဲ့ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေ Jet Fighter တွေ9စီး8စီးနဲ့အုပ်လိုက်အထက်အောက်ပြန်တန်းပြီးတော့ရက်လေးမျက်နှာကနေလာရောက်ထိုးဆင်းတိုက်ခိုက်ဘုံကျဲလိုက်တဲ့ဘုံကျဲတိုက်ခိုက်မှုတွေရဲ့တနာရီစာအဖြစ်ပြက်အကြမ်းဖက်သမားတွေဘယ်လောက်ထိခိုက်သေးဆုံးမလဲ Jet Fighter တွေရဲ့အတန်တွေမြည်ဟင်းနေတဲ့ဒီ engine power jet engine အတန်တွေနဲ့တူကြောက်ရောက်ပေါက်ကွဲတဲ့ဘုံတန်တွေရဲ့ကြားမှာရခိုင်စစ်သွေးကြွတွေဘယ်လောက်ထိအင်အားပြုံးတီးသွားမလဲမသေးသေးတဲ့ရခိုင်စစ်သွေးကြွတွေကစိုက်ငင်နဲ့ဘယ်လောက်ထိတောင်းလို့ခြောက်ချနေကြမလဲဆိုတဲ့အခင်းအကျင်းကရခိုင်လက်နက်ကိုင်တပေါင်းကောင်းဆောင်ထွန်းမြတ်နိုင်ဘယ်လောက်ထိနိုင်ငံတော်ကိုနေရတဲ့ဆွတ်လို့ရတယ်လဲဆိုတဲ့မိကုန်းနဲ့ပတ်သက်ပြီးဖြေလိုက်တာပဲဖြစ်ပါတယ်နိုင်ငံရေးအရာမဆွေးနွေးဘူးဆိုလို့ရှိရင်ဆက်လက်ပြီးဘုံကျဲတိုက်ခိုက်သွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုနိုင်ငံတော်သမ္မတကြီးနဲ့အတူတပ်မတော်ကာကွယ်ဦးစီးချုပ်နဲ့စစ်စင်ရေးဆိုင်ရာတာဝန်ယူထားတဲ့တပ်မတော်အကြီးအကဲတွေကအကြောင်းပြန်လိုက်တာပဲဖြစ်ပါတယ်။ဒါကြောင့်မနေ့ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့မင်းပြားမြို့နယ်တွေကပြောရမယ်ဆိုလို့ရှိရင်တော့ဒီလေးမြို့မြစ်ရဲ့အရှိတ်ဘက်မှာရှိတဲ့လမ်းဖြစ်ပါတယ်။မင်းပြားမြေပုံလမ်းရဲ့အတွင်းဘက်မှာရှိတဲ့ကြီးရွာတွေအတွင်းမှာမီတာ300ကျော်အမြင့်လောက်မှာရှိတဲ့တောင်ကြားမှာရခိုင်စစ်သွေးကြွရဲ့စခန်းရှိပါတယ်။ဒီစခန်းကိုပြီးခဲ့တဲ့2024ခုနှစ်နှစ်ဆန်းပိုင်းလောက်မှာရခိုင်စစ်သွေးကြွနဲ့အပေါင်းပါတွေကမြေတွေရှင်းလင်းပြီးတော့တင်နန်းကျောင်းတွေစောက်ခဲ့တယ်။ပရိတ်ကွင်းနေနဲ့သူတို့ရဲ့အမာခံကေတာတွေမွေးထုတ်ရမှာအင်အားပြရမှာအသုံးပြုတဲ့လေ့ကျင့်ရေးကွင်းအဖြစ်အသုံးပြုတဲ့နေရာဖြစ်ပါတယ်။ဒီနေရာကိုတပ်မတော်ကကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့2နှစ်လောက်တည်းကတပ်မတော်ကရခိုင်ပြည်နယ်ရဲ့အကြမ်းဖက်သမားတွေရခိုင်ပြည်နယ်မှာရခိုင်စစ်သွေးကြွအေးစုဖွဲ့နေတဲ့နေရာတွေကိုတော်တော်များများကင်းထောက်ပြီးတော့ပြင်မှတ်မှတ်ပုံနဲ့တားပြီးဖြစ်ပါတယ်။ဒီတဲကနေမှအကြမ်းဖက်သမားတွေရဲ့စစ်ရေးလှုပ်ရှားမှုတကယ်တမ်းစစ်သွေးကြွတွေရှိတယ်ဆိုတဲ့အခြေအနေကိုစောင့်ကြိုပြီးတော့ကျဲချတိုက်ခိုက်လိုက်တာဖြစ်တဲ့အတွက်မနေ့ကမေလ9ရက်နေ့မင်းပြားမြို့နယ်တွေကတစ်ပုတ်တောင်နဲ့ကြောက်ခက်ကြေးရွာရဲ့အလွန်မှာရှိတဲ့ရခိုင်စစ်သွေးကြွတွေရဲ့ဌာနချုပ်ပုံကျဲတိုက်ခိုက်ခံလိုက်ရတာဖြစ်ပါတယ်။ဒါကြောင့်ရခိုင်စစ်သွေးကြွနဲ့အပေါင်းပါတွေ100နီးပါးထိခိုက်တည်ဆုံးပြီးပြုတ်ပြုံးတီးပါလိမ့်မယ်။မတည်ဆုံးသေးတဲ့အကြမ်းဖက်သမားတွေလည်းတနာရီခွဲနီးပါးလေကြောင်းတိုက်ခိုက်မှုအတွင်းတနာရီနီးပါးလေကြောင်းတိုက်ခိုက်မှုအတွင်းအကြောက်တရားတွေကြောင့်အခုဆိုရင်သွေးတွေပြတ်နေကြပြီးတော့စိတ်တွေကစင်ကလေးအဖြစ်ကြောက်လန့်နဲ့မျက်လုံးမျိုးမျက်စံပြဖြစ်နေကြမယ်ဆိုတဲ့အခင်းအကျင်းကိုမြင်ကြည့်လိုက်ရုံနဲ့တင်ထုံးမြတ်နိုင်ရဲ့အဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့စိတ်ကူးရင်မှုဘယ်လောက်ထိပြိုလဲပျက်စီးသွားသလဲဆိုတာကိုမှန်းဆလို့ရမှာပဲဖြစ်ပါတယ်။တပြိုင်နက်တည်းမှာပဲမနေ့ကမေလ9ရက်နေ့ည10:00နာရီဝန်းကျင်ကကြောက်တော်မြို့နယ်ထဲမှာရှိနေတဲ့အာကာတောင်အနီးကြောက်တော်နဲ့ရတိတောင်ဘူးသီးတောင်မောင်တော်အဆက်နေရာတွေမှာတပ်မတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။အာကာတောင်အနီးမှာရှိတဲ့ဝဲကြီးတောင်ကြေးရွာကိုပြီးခဲ့တဲ့ဧပြီလထဲမှာလည်းတပ်မတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပူပါတယ်။ကြောက်တော်လို့ပြောလိုက်တာနဲ့ကျွန်တော်တို့ရဲ့ရှင်ထဲမှာအသေးတဆက်နာစရာအခြေအနေမျိုးကဒီနေ့ဒီအချိန်ထိမပြတ်ပြဲသေးဘူးဖြစ်ပါတယ်။ဒါကတော့2024ခုနှစ်ဖေဖော်ဝါရီလထဲကကြောက်တော်မှာရှိနေတဲ့နေမီကန်တိုင်ရင်တပ်ဖွဲ့နဲ့တပ်မတော်သားအရာရှိစစ်သည်မိသားစုတွေစုပ်ခေါ်လာတဲ့ကမ်းတိုးရေရင်တွေကိုရခိုင်စစ်သွေးကြွတွေနဲ့ရခိုင်စစ်သွေးကြွရွာသားအမိခံအကြမ်းဖက်သမားတွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ကြပါတယ်။
စ်မနယ်ဒီတရားပေါ်ကလည်းဆက်လက်တွေနဲ့တက်ဆင်ပစ်ခတ်တာတွေရှိသလိုကလန်မြစ်အရှိတ်နဲ့အနောက်ဘက်ကြေးရွာတွေကနေတဆင့်ဒရဘုံချတိုက်ခိုက်တာတွေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေဆက်လက်တွေနဲ့စင်စက်မပြတ်တိုက်ခိုက်တာတွေနဲ့လှေတွေနဲ့သွားကူးပြီးတော့တမတော်သားမိသားစုအရာရှိစစ်သည်တွေအားလုံးကိုတွေးအောင်လွှမ်းစေခဲ့တဲ့နေ့ကိုဘယ်တော့မှမေ့လို့မရဘူးဖြစ်ပါတယ်ဆိုတော့ကြောက်တော်လို့ဆိုလိုက်တာနဲ့ကျွန်တော်တို့အားလုံးရဲ့စိတ်ထဲမှာဘယ်တော့မှမေ့လို့မရတဲ့တွေးကြွေးကရှိနေပါသေးတယ်ပြောရမယ်ဆိုရင်တော့ကဘာကြီးစัจ java လာကြီးတစ်ခုလုံးပြတ်သုံးသွားပြီးတဲ့နောက်ဗဒ္ဒကဘာကနေနောက်ထပ်ကဘာတစ်ခုကိုပြောင်းမယ်ဆိုရင်တောင်မှထွန်းမြတ်နိုင်ကျူးလွန်ခဲ့တဲ့ရက်ဆက်ရုံမာမှုတွေတမတော်သားမိသားစု900ကျော်ကိုရရဆက်ဆက်တပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေတမတော်သားမိသားစုတွေရရဆက်ဆက်တပ်ဖြတ်ခံရတဲ့အခြေအနေအချိန်အဲဒီကာလာကကန်ထိုးတွေကိုဒီအဲကတ်လုတ်ပြီးတော့လာရောက်စောင့်ကြည့်ပေးတဲ့ပိုင်းလော်တွေရဲ့ပြောတဲ့စကားတွေကိုကြည့်ရုံနဲ့ကျွန်တော်တို့ရဲ့အသေးတစ်ဆက်ဆက်ကနာစရာတွေဖြစ်ပါတယ်ကစ္စမနယ်ဒီမြစ်ရဲ့အရှိတ်ဘက်ခြမ်းအနောက်ဘက်ခြမ်းမှာရေကိုဖြတ်ကူးပြီးတော့ကုကေယာမဲ့ဖြစ်နေတဲ့အချိန်ရခိုင်စစ်သွေးကြွနဲ့အပေါင်းပါတွေကဓားတွေလှန်တွေနဲ့ရဲရဲဆက်ဆက်ခုတ်တက်တာတွေရှိတယ်။ဒါကရွာသားတွေဖြစ်ပြီးတော့ရခိုင်စစ်သွေးကြွအကြမ်းဖက်ယူနီဖောင်းဝတ်ထားတဲ့ရခိုင်လက်နက်ကိုင်တပုံ AA ကတော့ဆက်လက်တွေလက်နက်ကြီးလက်နက်ငယ်ဒရဘုံချတိုက်ခိုက်တာတွေနဲ့ပြုလုပ်ပြီးတော့တမတော်သားမိသားစုတွေကိုတပ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ဒီကန်ထိုးရေရင်ပေါ်မှာဗျူဟာမှုကြီးတွေတမမှုကြီးတွေနဲ့အသက်3လနှစ်အရွယ်ကလေးတွေပါရှိခဲ့ပါတယ်။နောက်ဆုံးဒီကန်ထိုးရေရင်ပေါ်ကနေအဆက်အသွယ်ရခဲ့တဲ့ကလေးနဲ့အဲကလုတ်ပြီးခဲ့တဲ့ကျွန်တော်ရဲ့တငယ်ချင်းပိုင်းလော့ကြီးနဲ့နောက်ဆုံးအချိန်ထိအဆက်အသွယ်ရရှိခဲ့ပြီးတော့အကူအညီတောင်းခံနေတဲ့အချိန်မှာပဲသူတို့နေတဲ့အချိန်မှာပဲအိုက်ကွန်ကနေအဆက်အသွယ်ပြတ်တောက်သွားတဲ့အခြေအနေမျိုးကိုကျွန်တော်တို့ရင်နာစရာအဖြစ်ပြန်လည်ပြီးတော့ကြားသိရလိုက်တိုင်းကြောက်တော်နဲ့ပတ်သက်တဲ့အဖြစ်အပျက်ကကဘာပြတ်တဲ့အထိကျွန်တော်တို့ရဲ့ရှင်ထဲမှာကြေမှာမဟုတ်ဘူးဖြစ်ပါတယ်ဆိုတော့ကြောက်တော်ကိုဘုံရဲတိုက်ခိုက်လိုက်တဲ့နေရာမျိုးမှာအမြဲတမ်းဘလောက်ထိခိုက်သေဆုံးလဲဆိုတဲ့အခြေအနေမျိုးကပို့ပြီးတော့အရေးကြီးလာပါတယ်ကြောက်တော်ကတော့ပြီးခဲ့တဲ့အစီအစဉ်တွေထဲမှာလည်းကျွန်တော်အမြဲတမ်းတင်ဆက်ပေးခဲ့သလိုပါပဲရခိုင်လက်နက်ကိုင်တပုံခေါင်းဆောင်ထွန်းမြတ်နိုင်ရဲ့ရခိုင်ပြည်နယ်ရဲ့ဗဟိုချက်မှဌာနချုပ်လည်းဖြစ်ပါတယ်မြောက်ဘက်မှာရှိနေတဲ့ပလက်ဝမီဇိုရမ်ကိုသွားနိုင်တဲ့လမ်းပလက်ဝကလရန်စီမံကိန်းပလက်ဝဘတ်စုံစီမံကိန်းကိုလည်းသွားနိုင်တယ်ချင်းပြည်နယ်ရဲ့ဝင်ပေါက်ချင်းပြည်နယ်တောင်ပိုင်းပလက်ဝမတူပီလမ်းပိုင်းကိုလည်းပိတ်ဆို့ထားတယ်မြို့တော်စစ်တွေကိုချင်းချောက်နိုင်ရေးအတွက်ကြောက်တော်နဲ့ပုံနာကျွန်းကိုအသုံးပြုပြီးတော့မြို့တော်စစ်တွေကိုတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်ဒီဘူးတိတော်မောင်တော်ကနေတရားဝင်ကုန်သွယ်မှုတွေမွေးစီရောင်းဝယ်မှုတွေပြုလုပ်ဖို့အတွက်ဘူးတိတော်မောင်တော်ရသေးတော်ကိုသွားနိုင်တဲ့လမ်းကိုလည်းရှိတယ်ဒါကကြောက်တော်ရဲ့အနောက်ဘက်မှာဖြစ်ပါတယ်ကြောက်တော်ရဲ့အရှေ့ဘက်မှာတော့မင်းပြားတို့မြောက်ဦးတို့မြေပုံတို့ကန်းတော်ကြီးတို့အန်းတို့မအီတို့တောင်ကုတ်တို့စတဲ့လမ်းကြောင်းကိုသွားနိုင်တဲ့လမ်းပေါ်မှာရှိပါတယ်ဒါကြောင့်ကြောက်တော်ရဲ့တည်ရှိမှုကရခိုင်ပြည်နယ်မှာတထဝီအနေထားအရအမတန်အရေးပါလာပါတယ်ဒါကြောင့်မလို့ကြောက်တော်နဲ့ပတ်သက်ရင်ရခိုင်လက်နက်ကိုင်တပုံ AA ရဲ့အမာကန်တင်နန်းကျောင်းတွေဌာနချုပ်တွေအမာကန်ကေတာတွေနဲ့သူတို့ရဲ့အရင်းမြစ်တွေအများစုရှိတဲ့နေရာဖြစ်ပါတယ်ဒါကြောင့်ပြီးခဲ့တဲ့ဧပြီလဒီဒုတိယပတ်နဲ့တတိယပတ်ထဲမှာဒီကြောင့်တိုက်ခတ်မှုအတွင်းကြောက်တော်မြို့ရဲ့မြောက်ဘက်လောက်မှာရှိနေတဲ့အာဂါတောင်တောင်တန်းရဲ့အနောက်ဘက်ကကမ်းဝဲကြီးတောင်ကြေးရွာအကျန်းဖက်စကန်လေကြောင်းတိုက်ခိုက်မှုမှာလည်းအကျန်းဖက်သမားတွေထိခိုက်သေဆုံးမှုများခဲ့ပါတယ်။မနေ့ကမေလ9ရက်နေ့ည10:00နာရီပတ်ဝန်းကျင်လေကြောင်းတိုက်ခိုက်မှုမှာလည်းအကျန်းဖက်သမားတွေအများအပြားထိခိုက်သေဆုံးနိုင်တယ်ဆိုတဲ့အခြေအနေကတော့လက်ခံညီကြီးလက်ခံမလွယ်ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကြောက်တော်ဆိုတာကရခိုင်လက်နက်ကိုင်တဲ့ပုံခေါင်းဆောင်ထွန်းမြတ်နိုင်တဲ့အပေါင်းပါတွေရဲ့အများစုစုဖွဲ့ရာနေရာတစ်ခုဖြစ်တဲ့ဌာနချုပ်အဖြစ်ဘေးပတ်ဝန်းကျင်တွေအားလုံးကိုဘယ်တာတွေအက်ဖာတွေဘစ်တာတွေစတဲ့နေရာတွေအားလုံးကိုကွန်မန်ပေးနေတဲ့အဓိကအရင်းမြစ်တစ်ခုလည်းဖြစ်ပါတယ်။ဒါအပြင်ရခိုင်စစ်သွေးကြွခေါင်းဆောင်ထွန်းမြတ်နိုင်အခြေစိုက်ဖို့တဲ့စစ်ကူးရင်ထားတဲ့မြောက်ဦးနဲ့လည်းအနီးဆုံးမှာရှိတဲ့နေရာတစ်ခုဖြစ်တယ်လို့စစ်ရေးအရာလည်းအကာအကွယ်ပြုနိုင်တာတွေစစ်ရေးအရာလည်းအင်အားများပြားဖြစ်တင်းနိုင်တဲ့လူစွမ်းအရင်းမြစ်တွေအများပြားရှိတဲ့ရခိုင်စစ်သွေးကြွတွေမျိုးစစ်သွေးကြွတွေအများပြားရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ကြောက်တော်နဲ့ပတ်သက်ရင်တော့ဘယ်နေရာကိုပဲလေကြောင်းတိုက်ခိုက်မှုပြုလို့အကြမ်းဖက်သမားတွေအများဆုံးရှိတယ်ဆိုတဲ့နေရာကိုသာကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်ဆိုတဲ့အချက်ကမှန်ကန်နေအောင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်မနေ့ကတမတော်ရဲ့လေကြောင်းတိုက်ခိုက်မှုကမေလ9ရက်နေ့တရက်ထဲမှာတွင်မြင်းများမြို့နယ်တွေကတစ်ပုတ်တောင်နဲ့ကြောက်ခုတ်ကျေးရွာအနီးကအကြမ်းဖက်စခန်းကိုပုံကျဲတိုက်ခိုက်ခဲ့တယ်။ညပိုင်းမှာလည်းဒီရသေးတောင်မြို့နယ်ရဲ့အနောက်ဘက်ခြမ်း၃မြို့နယ်အဆက်လောက်မှာရှိနေတဲ့အာဂါတောင်ပတ်ဝန်းကျင်အာဂါတောင်နဲ့ပတ်ဝန်းကျင်နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်အကြမ်းဖက်သမားတွေထိခိုက်သေဆုံးမှုများနိုင်ပါတယ်။ဘယ်လောက်ထိခိုက်သေဆုံးနိုင်တယ်လဲဆိုတာကိုမြင်နိုင်လို့ရဲ့ဒီပေးတာကန်းစာနဲ့ဝါရဖြန့်နေတဲ့ Nirisra လို Diplomat Media လိုသတင်းဌာနတွေကတောင်မှဘယ်လောက်ထိခိုက်သေဆုံးခဲ့တယ်လဲဆိုတာကိုအရေးအတွက်စည်ရင်းမကောက်နိုင်ဘူးဖြစ်ပါတယ်။ဘယ်နေရာတွေကိုကြဲချတိုက်ခိုက်ခဲ့တယ်လဲဆိုတာတောင်သူတို့တိတိကျကျမဖော်ပြနိုင်လောက်အောင်သွေးပြက်နေကြတာကိုမြင်တွေ့ရပါတယ်။ဒါကြောင့်တမတော်ကဘုံကျဲတိုက်ခိုက်နေသမျှနိုင်ငံရေးအရာတကားဖွင့်ထားတဲ့နိုင်ငံရေးဆွေးနွေးပွဲကိုကြော်ခိုင်းမယ်ဆိုတဲ့ထွန်းမြတ်နိုင်ရဲ့မိုက်ကြီးခွဲမှုကိုတမတော်ကြီးကဲတွေကဘုံကျဲပြီးတော့အကြောင်းပြန်လိုက်တာဖြစ်ပါတယ်။ဘုံကျဲတိုက်ခိုက်ပြီးအကြောင်းပြန်လိုက်တာဖြစ်တဲ့အတွက်အကြမ်းဖက်သမားတွေစိုက်ငင်ရောအတူပြန်တော့ဖွာလန်ကျဲတွေရောဒုက္ခိတာပေါင်းဖြစ်များစွာနဲ့ရခိတာလမ်းစဉ်ကိုစစ်ကူးရင်ဒုက္ခိတာပေါင်းများစွာဖြစ်သွားတယ်ဆိုတဲ့သတင်းကိုချိတ်ဆက်ပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီနေ့မေလ10ရက်နေ့မနက်ပိုင်းမှာပဲရခိုင်ပြည်နယ်ကိုဝင်နိုင်တဲ့ချင်းပြည်နယ်ရဲ့
ဝင်ပေါက်တစ်ခုဖြစ်တဲ့မင်းတပ်ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်မင်းတပ်မြို့ကိုမနေ့9နာရီဝန်းကျင်လောက်တည်းကစပြီးတော့ Wine Trail တွေနဲ့ကင်းတော့ပေး Jet Fighter တွေနဲ့အရှိအနောက်တောင်မြောက်ကနေပတ်ချလဲလာရောက်ပုံကျဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့နေ့လယ်12နာရီ45မိနစ်ဝန်းကျင်မှာလည်းလေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ပါတယ်ဒီနေ့မင်းတပ်ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကတော့မင်းတပ်မြို့ရဲ့အရှိပြင်ရက်ွက်လို့ခေါ်လို့ရတဲ့မင်းတပ်မြို့ရဲ့အရှိပိုင်းရက်ွက်တွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒီနေရာတွေကတော့အကြမ်းဖက်သမားတွေဒီတက်မတော်ရဲ့ထိုးစစ်ကိုဟန်တားဖို့အတွက်ခံစစ်ပြင်ဆင်နေတဲ့လာဝကရုံးတို့မိသက်တို့နောက်ပြီးတော့ဒီ UEC ရုံးတွေရှိမယ်လေဘာရုံးတွေရှိမယ်လုံသမားရုံးတွေရှိမယ်ဒီနေရာတွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒီနေရာတွေကမင်းတပ်မြို့မှာကြိုးစိုးပါဤဆိုတဲ့ဆိုင်းဘုတ်ရဲ့အလွန်မင်းတပ်မြို့ရဲ့အရှိပိုင်းမှာရှိနေတဲ့အရှိပြင်ရက်ွက်ပဲဖြစ်ပါတယ်ကန်ကြီးရွာကြောက်ထုကန်ကြီးကနေချီတက်လာမယ်ဆိုလို့ရှိရင်တက်မတော်စစ်ကြောင်းကြီးတွေရဲ့လက်တကမ်းမှာရှိပြီးတော့10မိုင်အထက်မှာသာအကွာဝေးရှိပါတယ်ကန်ကြီးနဲ့မင်းတပ်ရဲ့ကြားမှာတော့ဒီတောင်ကုန်းရွာလို့ခေါ်တဲ့ဟိုတယ်တွေရှိတဲ့ဟိုတယ်မော်တယ်တွေရှိတဲ့ရွာတွေတော့ရှိပါသေးတယ်ဒီရွာတွေနားမှာလည်းအကြမ်းဖက်သမားတွေခံစစ်ပြင်ဆင်ကောင်းပြင်ဆင်နိုင်နေဆိုပေမဲ့မင်းတပ်မြို့ကိုဝင်တဲ့အဓိကနေရာတွေနိုင်ငံပိုင်အဆောက်အဦတွေဌာနဆိုင်ရာအဆောက်အဦတွေမှာတော့ချင်းလက်နက်ကန်အဖွဲ့တွေဒါမှမကတခြားသော PDF အများအပြားတခြားသောအကြမ်းဖက်သမားတွေကဒီနေရာတွေမှာအများနဲ့ခံစစ်ပြင်ဆင်လေးရှိပါတယ်ဆိုတော့မင်းတပ်ကိုတက်မတော်ကစစ်ကြောင်းထိုးတိုက်ခိုက်တာမပြုတ်လို့သေးဘူးမင်းတပ်မြို့သိမ်းတိုက်ပွဲကိုမဖော်ဆောင်သေးဘူးဆိုပေမဲ့အခုဆိုရင်ဒီပေါင်ဘက်ကိုရောက်ရှိနေတဲ့တက်မတော်စစ်ကြောင်းကြီးတွေကအင်အားထောင်ကနန်းထိရောက်ရှိလာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ကပဲပခုတ်ကူပေါက်လမ်းကြောင်းကနေခြိတက်လာတဲ့တက်မတော်စစ်ကြောင်းကြီးတွေကအင်အား600ကျော်900နီးပါးနဲ့ဒီပေါက်နယ်ကိုရောက်ရှိလာပြီးတဲ့နောက်အမတာ368ကိုအင်အားဖြည့်တင်းတော့မှာဖြစ်တယ်ထပ်မံပြီးတော့လေဒီတက်မ69နဲ့နေမီကန်တရင်တပ်ဖွဲ့တွေတက်မကြီးရဲ့ရွှေ့ပြောင်းမှုကမင်းတပ်ကြောက်ထုရောစောဒေတာကိုဥတည်နေတယ်ဆိုတဲ့အခင်းချင်းကိုမြင်တွေ့ရပါတယ်ဆိုတော့တက်မတော်အနေနဲ့မင်းတပ်မြို့သိမ်းတိုက်ပွဲမဖော်ဆောင်ခင်အကြမ်းဖက်သမားတွေရဲ့စုဖွဲ့နေရာတွေကိုအရင်ဆုံးပြစ်ခတ်ရှင်းလင်းနေတာကိုမြင်တွေ့ရတယ်ဒါကြောင့်မေလလာဇန်တွေကစပြီးတော့မင်းတပ်မြို့အောက်မှာရှိနေတဲ့ကံပတ်လက်မြို့နဲ့အတွင်းဘက်မှာရှိနေတဲ့ကျင်တွင်းမြို့တွေကိုလေကြောင်းတိုက်ခိုက်မှုတွေတောက်လျှောက်ပြုလုပ်ထားခဲ့ပါတယ်ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်တဲ့နေရာမှာလည်းအကြမ်းဖက်သမားတွေရဲ့စုဖွဲ့နေရာတွေကိုတောက်လျှောက်ကြိုတင်ကင်းထောက်အမှုရာယူတိုက်ခိုက်တာမျိုးတွေပြုလုပ်ထားခဲ့တာပါဒါပေမဲ့ဒီနေ့မေလ10ရက်နေ့မှာတော့မနက်9နာရီ Breakfast စားနေတဲ့အချိန်တွေကစပြီးတော့ချင်းလက်နက်ကန်အဖွဲ့တွေနဲ့ရခိုင်စစ်သွေးကြွတွေစုဖွဲ့နေတဲ့လာဝကာယုံမိသက်စကန်နဲ့ပြပဝင်းချင်းနေရာတွေကိုအနည်းဆုံးလေကြောင်းတိုက်ခိုက်မှု10ကြိမ်ထက်မနည်းပြုလုပ်သွားခဲ့တာဖြစ်ပါတယ်မနေ့ပိုင်းမှာဝိုင်တွဲနဲ့လည်းကင်းထောက်ခဲ့ပြီးမှလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တယ်လို့နေ့လယ်ပိုင်းမှာထပ်မံပြီးတော့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တဲ့အတွက်မင်းတပ်ကိုလာရောက်ပြီးတော့ခုခံကာကွယ်သွားမယ်ဆိုတဲ့အကြမ်းဖက်သမားတွေရခိုင်စစ်သွေးကြွတွေရဲ့အင်အားဖြစ်တင်မှုလက်နက်တပ်ဆင်ပေးမှုနဲ့ပလက်ဝမတူပီလမ်းမိုင်းကနေတဆင့်ထပ်မံအင်အားဖြစ်တင်လာတဲ့ CPU CPA ချင်းလက်နက်ကန်အဖွဲ့တွေထွန်းမြတ်နိုင်ရဲ့စစ်ကူးရင်မှုတွေကိုလိုက်လံအကောင့်ထဲပေါ်ပေးနေတဲ့ချန်ဆောင်ခွေးတာတာခိုင်းဘက်ချင်းလက်နက်ကန်အဖွဲ့တွေအများပြားထိခိုက်ဒေဆုံးပါလိမ့်မယ်မင်းတပ်မျိုးကိုပြီးခဲ့တဲ့ဧပြီလ10ရက်နေ့ကလည်းမြို့ထဲမှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသေးတယ်အဲ့ဒီလေကြောင်းတိုက်ခိုက်မှုမှာလည်းရခိုင်စစ်သွေးကြွနဲ့အပေါင်းပါတွေဆဲချီပြီးတော့ထိခိုက်ဒေဆုံးခဲ့ပါတယ်ဒီနေ့မေလ10ရက်နေ့မနက်ပိုင်းလေကြောင်းတိုက်ခိုက်မှုတလနီပါအတွင်းဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့မင်းတပ်မြို့ထဲကိုလေကြောင်းတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့အခြေအနေမျိုးဖြစ်တဲ့အတွက်အကြမ်းဖက်သမားတွေဘယ်လောက်ထိခိုက်ဒေဆုံးခဲ့တယ်လဲအကြမ်းဖက်သမားတွေခိုးအောင်နေတဲ့လာဝကယုံနဲ့မိသက်တွေဘယ်လောက်ထိထိခိုက်ပျက်စီးခဲ့တယ်လဲဆိုတဲ့အပျက်စီးတွေကိုကြည်ချင်းအားဖြင့်ချင်းလက်နက်ကန်အဖွဲ့တွေနဲ့ရခိုင်စစ်သွေးကြွတွေဗမာဘုံကျုံတွေနဲ့ရောစောဒေတာကစစ်သွေးကြွတွေထိခိုက်ဒေဆုံးမှုများနိုင်တယ်ဆိုတဲ့အခင်းချင်းကိုမြင်တွေ့ရပါတယ်ဒေဆုံးသူအရေးအတွက်က10ချီမှမဟုတ်ဘဲနဲ့တက်မတော်ကလေကြောင်းတိုက်ခိုက်မှုကိုပြင်းပြင်းထန်ထန်ပြုလုပ်မှာမဟုတ်ဘူးဆိုတဲ့အခြေအနေမျိုးကိုမြင်တွေ့ရပါတယ်ဒီနေ့တက်မတော်ကမင်းတပ်ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်တဲ့နေရာမှာလည်းဘယ်လိုဘုံမျိုးစားတဲ့အသုံးပြုသွားသလဲဆိုတာကိုအားလုံးကစိတ်ဝင်စားနေကြပါတယ်ပြီးခဲ့တဲ့ရက်ကတီးတိန်ကနေဒီတောင်လမ်းခွဲကနေစစ်ရှုံးပြီးတော့ယာယီဆုတ်ခွာသွားတဲ့အကြမ်းဖက်သမားတွေစုံမအဖွဲ့တွေရဲ့ drone တင်းနဲ့ sniper တင်းတွေစုဖွဲ့နေတဲ့ဖုန်နန်းရွာကဒီဘာသာရေးအဆောက်အုံတစ်ခုကိုတက်မတော်ကပုံကျတိုက်ခိုက်လိုက်တဲ့မြင်ကွင်းကြောင့်အကြမ်းဖက်သမားတွေမှာအကြောက်တရားနဲ့တုန်လှုပ်နေကြတာဖြစ်ပါတယ်ဒီနေ့မင်းတပ်ကို Jet Fighter တွေ5-6စီးနဲ့အုပ်လိုက်ဝဲပြန်တိုက်ခိုက်လိုက်တာဖြစ်တဲ့အတွက်အကြမ်းဖက်သမားတွေမှာဒီထက်ပိုပြီးတော့ကြောက်လန့်တကြားနဲ့တုန်လှုပ်ချောက်ချားနေကြပါလိမ့်မယ်ဆုံးမအဖွဲ့ကို Wish အဖွဲ့ကိုပုံကျတိုက်ခိုက်လိုက်တဲ့အချိန်အင်မတန်ပြင်းထန်ပြီးတိကျတဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အစာအုပ်တစ်ခုလုံးမြေပြင်ပေါ်ကနေပျောက်သွားတဲ့အခင်းအကျင်းမျိုးဖြစ်ခဲ့တာပါဒီနေ့မင်းတပ်မျိုးလေကြောင်းတိုက်ခိုက်မှုမှာရောဘလို့ဘုံနေနဲ့ကျဲချတိုက်ခိုက်ခဲ့တယ်လဲတာမိုဘာရစ်ဘုံနေနဲ့ကျဲချတိုက်ခိုက်ခဲ့သလားတာမန်ဒီ FAB ဘုံနေနဲ့ပဲကျဲချတိုက်ခိုက်ခဲ့သလားဆိုတာကိုတော့အစာအုပ်တွေရဲ့ပျက်စီးမှုကိုကြည့်ုံနဲ့သိနိုင်ပြီဖြစ်ပါတယ်ဆိုတော့အကြမ်းဖက်သမားတွေဘယ်လောက်ထိခိုက်ဒေဆုံးခဲ့တယ်လဲအနည်းဆုံးယာကနန်းမှမသိရင်တက်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုမှာအမျက်မရဘူးဆိုတဲ့အခင်းချင်းမျိုးJet Fighter တွေ5-6စီအသုံးပြုကျဲချတိုက်ခိုက်ဖို့အတွက်အကြမ်းဖက်သမားတွေဘလောက်များဘလောက်ထိအင်အားများပြစုဖွဲ့နေတယ်ဆိုတဲ့အခင်းချင်းကိုကြည့်လိုက်ရုံနဲ့ရောင်းတိုက်ခိုက်မှုပုံစံကအရင်ရောအမျက်ကောရဖို့အတွက်ဆောင်ရွက်သွားတယ်ဆိုတဲ့အခင်းချင်းမျိုးဖြစ်ပါတယ်ဒါကြောင့်အကြမ်းဖက်သမားတွေထိခိုက်ဒေဆုံးခဲ့တယ်မင်းတပ်မျိုးထဲမှာစုဖွဲ့နေတဲ့အကြမ်းဖက်သမားတွေအများပြထိခိုက်ဒေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့တစ်ဆက်တည်းမှာပဲတက်မတော်စစ်ကြောင်းကြီးတွေကပခုတ်ကူပေါက်
ကစုံမဒီကပ္ပစပတ်ဝန်းကျင်ပေါက်နဲ့ကြောက်ထုပတ်ဝန်းကျင်ထီလင်းပတ်ဝန်းကျင်ကိုစစ်ရေးလှုပ်ရှားမှုစစ်ရေးရည်မှန်းချက်ထားပြီးဆောင်ရွက်နေတယ်လို့ခန့်မှန်းရပါတယ်။နာမခါကနေချီတက်လာတဲ့တမတော်စစ်ကြောင်းကြီးတွေကအခုဆိုရင်ပလဲရင်းပါပင်တကြောကနေတဆင့်မင်းတိုင်ပင်တို့အထိဇီးပြူကုန်းတို့အင်မတီတို့ကြေးရွာတွေအထိကိုဖြန့်ကျက်နေပြီးရှင်းလင်းတွေဆောင်ရွက်နေပြီဖြစ်ပါတယ်။ဂံကောလမ်းပိုင်းကိုသာပိတ်ဆို့နိုင်ခဲ့မယ်ဆိုလို့ရှိရင်အညာလူပိုင်းဒေသကအကြမ်းဖက်သမားတွေရဲ့ရေတောက်မြစ်ကိုလည်းပိတ်ဆို့ထားနိုင်မှာဖြစ်ပါတယ်။လက်ရှိချိန်မှာတော့တမတော်ကပေါက်နဲ့ပခုတ်ကူလမ်းပိုင်းပေါက်နဲ့မြိုင်လမ်းပိုင်းကိုမျက်ရှိမပြတ်ကင်းထောက်တာတွေပြုလုပ်ထားတယ်။ကြောက်ထုနဲ့ထီလင်းလမ်းပိုင်းမှာရှိနေတဲ့နေရာတွေကြောက်ထုရဲ့အထက်ပန်းဆန်နေရာတွေကိုတော့ပန်းဆန်လမ်းစုံနေရာတွေကိုတော့မျက်ရှိမပြတ်ကင်းထောက်ပြီးတော့အကြမ်းဖက်သမားတွေရဲ့ရေတောက်မြစ်တွေနဲ့အကြမ်းဖက်သမားတွေရဲ့စုဖွဲ့နေရာတွေကို area ကျင်းအောင်တဖြည်းဖြည်းချင်းမောင်းသွင်းသွားဖို့လိုအပ်ပါတယ်။တောင်ဘက်မှာရှိနေတဲ့စောနဲ့အောက်ဘက်မှာရှိနေတဲ့စစ်တုတ်တရာတို့လောင်းရှည်တို့ကစုံမတို့ပတ်ဝန်းကျင်ကိုလည်းမျက်ရှိမပြတ်လိုပါတယ်။လက်ရှိချိန်မှာတော့တမတော်စစ်ကြောင်းကြီးတွေကဒီကံကောရောစောလမ်းပိုင်းမှာလည်းစစ်ရေးအရာပြင်ဆင်စုဖွဲ့တာတွေပြုလုပ်လာပါတယ်။နာမခါနဲ့ချီတက်လာတဲ့တမတော်စစ်ကြောင်းကြီးတွေကလည်းကံကောလမ်းပိုင်းနဲ့ထီလင်းလမ်းပိုင်းကိုပိတ်ဆို့ရေးဆောင်ရွက်လာတာဖြစ်တဲ့အတွက်မကြခင်ရက်သက်တစ်ပတ်အနေငယ်အတွင်းအင်အားဖြစ်တင်းပြီးတော့အသွေးသစ်လောင်းထားတဲ့တမတော်စစ်ကြောင်းကြီးတွေပြည်သူစစ်ညီငယ်လေးတွေရဲ့တက်ကြွစွာရဲရင်စွာနဲ့ထိုးစစ်ဆင်တိုက်ခတ်မှုတွေကိုကျွန်တော်အများကြီးမြင်တွေ့လာကြရဖို့ရှိပါတယ်။လက်ရှိအချိန်မှာတော့အမတာ368ကနေဒီကင်းထွက်လာတဲ့တမတော်စစ်ကြောင်းတွေကကန်ကြီးရွာမှာအထိုင်ချပြီးတော့အကြမ်းဖက်သမားတွေရဲ့ရေတောက်မြစ်တွေအကြမ်းဖက်သမားတွေရဲ့အလောစီလမ်းကြောင်းကိုပိတ်ဆို့ထားပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ကလည်းကန်ကြီးရွာရဲ့အလွန်လေပြင်းရွာတို့တောင်းတက်ရွာတို့စတဲ့နေရာတွေကိုပြစ်ခတ်ရှင်းလင်းတဲ့အခြေအနေမျိုးရှိတဲ့အတွက်အကြမ်းဖက်သမားတွေမှာကန်ကြီးရွာအနားပတ်ဝန်းကျင်ကိုမကတ်နိုင်ဘူးဖြစ်ပါတယ်။ဒီလိုအခြေအနေမှာမတူပီမျိုးသိန်းတိုက်ပွဲတွင်ရရှိထားတဲ့ဒီ120မီလီမီတာ155မီလီမီတာဟော်ဝစ်ဇာတွေနဲ့ကန်ကြီးရွာနဲ့အမတာ368ကိုပြစ်ခတ်မယ်ဆိုပြီးတော့ချင်းစစ်သွေးကြွတွေနိုင်ငံရေးရည်ချိန်နှိမ်ပါတဲ့ချင်းလက်နက်ကန်အဖွဲ့တွေကစစ်ကူးရင်ရေးသားနေကြတဲ့သတင်းတွေကိုလည်းကျွန်တော်တို့တွေ့ရှိရပါတယ်။ဘလို့ပဲဖြစ်ဖြစ်အကြမ်းဖက်သမားတွေဘလောက်ပဲစစ်ကူးရင်ကန်ကြီးကနေတမတော်စစ်ကြောင်းကြီးတွေသာထိုးစစ်ဆင်ချီတက်လာမယ်ဆိုရင်မကွေးတိုင်းနဲ့ချင်းပြည်နယ်အဆက်သုံးနိုင်ဝနေရာအနီးမှာတော့တမတော်စစ်ကြောင်းတွေကိုဟန်တားကောင်းဟန်တားနိုင်ပါလိမ့်မယ်။ဒါပေမဲ့အကြမ်းဖက်သမားတွေဟန်တားနိုင်နေဆိုတဲ့အခြေအနေကလေးခိုင်ကန်တိုင်းငင်းလန်းဆောင်ကရခဲ့တဲ့ချင်းပြည်နယ်ထိုးစစ်ကသင်ခန်းစာတွေကိုတမတော်ကအခုချိန်မှာအကောင်းဆုံးသင်ခန်းစာတွေရယူပြီးတော့အကြမ်းဖက်သမားတွေရဲ့ခံစစ်ပြင်ဆင်မှုနဲ့မြေမျက်နှာတွင်ပြီးနေအကြမ်းဖက်သမားတွေရဲ့ဟန်တာနှောက်ယှက်မှုတွေနဲ့ချင်းပြည်နယ်ရဲ့ပထဝီအနေအထားတွေအားလုံးကိုသင်ခန်းစာယူပြီးတော့ချင်းလက်နက်ကန်အဖွဲ့တွေရဲ့ခုခံမှုကာကွယ်မှုပြင်ဆင်မှုတွေအားလုံးကိုတွက်ဆပြီးတော့မင်းတပ်မျိုးသိန်းတိုက်ပွဲကိုရှောရှုရှုနဲ့တံမြန်တိုက်ခိုက်တိမိတ်သွားတော့မှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဒီချိန်ထိတော့တမတော်စစ်ကြောင်းတွေကမင်းတပ်ကိုမရောက်ရှိသေးဘူးဖြစ်တယ်။မင်းတပ်ကိုထိုးစစ်မဆင်သေးဘူးဖြစ်တယ်။သို့တော့မင်းတပ်ရဲ့အသက်ရှူပေါက်ကိုပိတ်ဆို့မှုတဲ့တမတော်စစ်ကြောင်းကြီးတွေ1000နီးပါးလောက်ဒီဒေသဒီပတ်ဝန်းကျင်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။တမတော်တွေဖော်ပြနေကြတဲ့ပေါက်ကပ္ပစာကနေချီတက်လာတဲ့တမတော်စစ်ကြောင်းကြီးတွေကကြောက်ထုပတ်ဝန်းကျင်ကိုရောက်ရှိလာနိုင်တယ်ဆိုတဲ့အခင်းချင်းသာရှိပါသေးတယ်။မကွေးတပ်တွေကနေချီတက်လာတဲ့တမတော်စစ်ကြောင်းကြီးတွေနဲ့ဒီစစ်တုတ်တရာနဲ့လောင်းရှည်ပတ်ဝန်းကျင်မှာစစ်ကြောင်းထိုးနေမျိုးရှင်းလင်းမှုအတွက်ကွန်မန်ဒိုတပ်စုတစုရှင်းလင်းနေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရတာကြောင့်ချင်းလက်နက်ကန်အဖွဲ့တွေအရှိုချင်းတွေနဲ့ရောဒေတာကအညာသားတော်သားပုံညို PDF တွေဘယ်အချိန်မှာနောက်ပိုးတိတ်ခံရမလဲဆိုတဲ့သတင်းတွေကျွန်တော်နားဆွင့်ထားဖို့လိုပါတယ်။ဘယ်နေရာကအကြမ်းဖက်စခန်းကိုဝင်ရောက်စီးနင်းတိုက်ခိုက်သွားတယ်လို့ဆိုတဲ့သတင်းတွေကျွန်တော်ကြားလာရပေါ်ရှိပါတယ်။ဒါကြောင့်တမတော်ရဲ့မင်းတပ်မျိုးသိန်းတိုက်ပွဲမစသေးဘူးဆိုပေမဲ့မင်းတပ်ရဲ့အနီးမှာရှိနေတဲ့အကြမ်းဖက်သမားတွေရဲ့အတက်အလက်တွေအကိုင်းအခက်တွေအားလုံးကိုတမတော်ကဖျက်တောက်ရှင်းလင်းတာတွေပြုလုပ်နေပြီးတော့ဒီကြောင့်တိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်ပြုလုပ်ထားတာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီနေ့မေလ10ရက်နေ့မနေ့ပိုင်းမှာပဲနိုင်ငံတော် KIA ရဲ့ရေတောင်းမြစ်တွေဖြစ်နေတဲ့တရားဝင်ကြောက်တုဖွဲ့မှုတွေကြောင့်ကျွေးဝချမ်းသာနေကြတဲ့ဖားကန့်မှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။မော်စီစာလုံးခင်းကောက်ကွင်းပတ်ဝန်းကျင်တွေမှာအပြန်အလှန်ပစ်ခတ်မှုတွေလည်းရှိလာသလိုအကြမ်းဖက်သမားတွေခိုးအောင်နေတဲ့နေရာတွေကိုတမတော်ကဒီနေ့မေလ10ရက်နေ့မှာပဲလေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်ခဲ့ပါတယ်။လုံးခင်းမော်စီစာပတ်ဝန်းကျင်ကိုလေကြောင်းတိုက်ခိုက်မှုတွေလည်းပြုလုပ်ထားသလိုဒီမလောင်ကန်ကျေးရွာအနီးနဂါးကိုးကောင်ဒီကုမ္ပဏီရဲ့ဝင်းအနီးတွေမှာအချင်းစစ်သွေးကြွတွေရခိုင်စစ်သွေးကြွတွေနဲ့ပုံကျုံ PDF တွေစုဖွဲ့ပြီးတော့ဒီတမတော်စစ်ကြောင်းတွေကိုနှောက်ယှက်ပစ်ခတ်ဖို့စုဖွဲ့နေတယ်ပြင်ဆင်နေတယ်စခန်းချနေတယ်ဆိုတဲ့သတင်းကြားသိခဲ့ရတာကြောင့်တမတော်ကနှစ်ကြော့ပြန်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။မနက်ပိုင်းမှာလည်းလုံးခင်းပတ်ဝန်းကျင်မော်စီစာပတ်ဝန်းကျင်တွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့နေ့လယ်ပိုင်းမှာလည်းဂရီအုပ်စုဂရီကြီးရွာအုပ်စုရဲ့လမ်းစုံအနီးအကြမ်းဖက်သမားတွေခိုးအောင်နေတဲ့နေရာကိုပစ်ခတ်ရှင်းလင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါတယ်။ဒီလိုပြစ်ခတ်ရှင်းလင်းတိုက်ခိုက်မှုပြုလုပ်တဲ့အတွက်ဒီဒေသခံမိဘပြည်သူတွေရဲ့လူနေအိမ်တွေမှာဝင်ရောက်ပြီးတော့စကန်ချနေတဲ့နေရာတွေကိုတမတော်ကတံမြန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီလိုတံမြန်တိုက်ခိုက်ခဲ့တာတွေလူနေရက်ကွက်တွေမှာအကာအကွယ်ယူပြီးတော့ဒီစီးရဲဖော်ဆောင်နေတဲ့ကချင်လက်နက်ကိုင်တော် KIA ရဲ့လှုပ်ဆောင်မှုကိုတော့မတိကျိုးကြုံပြုတ်ပြီးတမတော်ရဲ့တံမြန်တိုက်ခိုက်မှုကိုသာဟိုက်လိုက်ပြီးဖော်ပြနေကြတယ်။ဘိန်းစားကချင်စစ်သွေးကြွအကြမ်းဖက်အားပေးမီဒီယာတွေကလည်းလူသလိုပုံဖော်ရေးသားနေကြတာကိုမြင်တွေ့ရပါတယ်။လက်ရှိချိန်မှာတော့ဒီကချင်လက်နက်ကိုင်တော် KIA နဲ့အပေါင်းပါတွေကကာမိုင်းလမ်းပိုင်းကိုပိတ်ဆို့နိုင်ရတဲ့ပြင်ဆင်နေတာရှိတယ်။လုံခင်းမှော်စီစာဂရေမော်ပတ်ဝန်းကျင်မှာလူနေရက်ကွက်တွေထဲမှာဒီမြောင်းကြိုမြောင်းကြားတွေအင်ဂျိုအင်ကြားတွေကြားမှာတိုင်မိုင်းတွေဒီလမ်းဘေးထောင်မိုင်းတွေအများပြားနဲ့
ဒေသခံမိဘပြည်သူတွေကိုအကာအကွယ်ယူပြီးတော့တပ်မတော်စစ်ကြောင်းတွေကိုဟန်တာနှောက်ယှက်ယူတဲ့ပြင်ဆင်ဆောင်ရွက်နေတာရှိပါတယ်ဒါကြောင့်ဖားကန်မော်စီတာလုံခင်းလေပြင်းဂရီမော်ပတ်ဝန်းကျင်တွေမှာတော့ကချင်စစ်သွေးကြွတွေရဲ့ဒီလူနေရုပ်ကတွေမှာလာရောက်ထောင်ထားတဲ့မိုင်းတွေပောက်ကွဲမှုတွေကြောင့်ဒေသခံမိဘပြည်သူတွေထိခိုက်မှုတွေရှိနေပါတယ်ဒီမေလ10ရက်နေ့ကတော့လုံးဝဖားကန်မှာတိုက်ပွဲတွေပြင်းထန်နေတယ်ဖားကန်ကာမိုင်းလမ်းကိုလည်းလမ်းဘေးထောင်မိုင်းတွေထောင်ထားတယ်ဆိုပြီးတော့သတင်းတွေဖြန့်နေတာတွေကြောင့်ခီးတော်မိဘပြည်သူတွေမှာလည်းကြောက်လန့်နေကြတယ်ရှိနေပါတယ်အခုချိန်မှာတော့ကချင်လက်နက်ကိုင်တဘုံ KIA အနေနဲ့ဖားကန်ရဲ့အနောက်ဘက်လမ်းဖားကန်ဆယ်စင်းလမ်းပိုင်းနမ်ချီမော်ရင်းလမ်းပိုင်းတွေမှာတော့လက်ရှိချိန်ထိအသုံးပြုနေသေးဖြစ်တယ်လို့ဒီမော်ရင်းတွေကြောက်ကွင်းတွေထဲမှာလာရောက်လုတ်ကင်နေကြတဲ့သူတွေကိုအတင်းအဓမ္မပေါ်တာဆွဲပြီးတော့တပ်မတော်နဲ့ထိတွေ့တိုက်ပွဲတွေအတွင်းမှာအသုံးချနေကြတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်လက်ရှိချိန်မှာတော့တပ်မတော်စစ်ကြောင်းတွေကဖားကန်ဖြူဟာကုန်းအနီးပတ်ဝန်းကျင်ဂရေမော်မော်စီစာပတ်ဝန်းကျင်တွေအားလုံးကိုထိန်းချုပ်ထားပြီးဖြစ်တဲ့အတွက်ကချင်လက်နက်ကိုင်တဘုံ KIA နဲ့အပေါင်းပါတွေကတော့ဖားကန်မြို့ရဲ့အနောက်ဘက်ဆယ်စင်းလမ်းပိုင်းနဲ့နမ်ချီဘက်ကိုသာတကားတစ်ခုပွင့်ထားပါတယ်တစ်ဖက်မှပြန်ကြည့်ရင်လည်းဒီရွှေဘုံမြကြီးနားလမ်းပိုင်းမှာရှိနေတဲ့တပ်မတော်စစ်ကြောင်းတွေကနန်းစီအောင်ကနေမိုးညင်းမိုးကောင်းဘက်တီကိုဆက်လက်ချီတက်လာတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်မိုးညင်းကနေအတွင်းဘက်မှာရှိနေတဲ့မိုင်းကိုင်ဟဲပုစားတဲ့ကြီးရွာတွေအနီးအင်းတော်ကြီးကန်တကြောကိုသာပိတ်ဆို့နိုင်မယ်ဆိုရင်ကချင်စစ်သွေးကြွတွေရဲ့ဖားကန်ကနေထွက်နိုင်တဲ့လမ်းမှာထပ်မံပိတ်ဆို့ခံရမှာဖြစ်ပါတယ်ဒါကြောင့်ဖားကန်ကာမိုင်းလမ်းကိုလည်းတပ်မတော်ကပိတ်ဆို့ထားနိုင်ခဲ့မယ်အင်းတော်ပတ်ဝန်းကျင်ဟဲပုတို့ညောင်မင်တာတို့ပတ်ဝန်းကျင်တွေကိုသာပိတ်ဆို့ထားနိုင်မယ်ဆိုရင်ကချင်လက်နက်ကိုင်တဘော KIA ရဲ့နောက်ဆုံးထွက်သက်ကဖားကန်ဆယ်စင်းနမ်ချီလမ်းပိုင်းပဲဖြစ်ပါတယ်ဒါကြောင့်ဒီနေရာကိုဖားကန်ဆယ်စင်းလမ်းပိုင်းကိုတပ်မတော်ကမျက်ခြေမပြတ်ကင်းထောက်ဖို့လိုပါတယ်ဒီနေရာတွေမှာကချင်လက်နက်ကိုင်တဘော KIA နဲ့အပေါင်းပါတဲ့လက်ရှိချိန်ထိလည်းအသုံးပြုနေစေဖြစ်တယ်လို့ဖားကန်ကနေရှောင်လာကြတဲ့သူတွေလည်းရှိတယ်ကချင်စစ်သွေးကြွနဲ့နီးစပ်တဲ့သူတွေလည်းထိခိုက်ဒေဆုံးမှုတွေကြောင့်ဆယ်စင်းဘက်ကိုဆုတ်ခွာလာကြတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်ဒါကြောင့်တပ်မတော်အနေနဲ့ဒီဟိုမလင်းပတ်ဝန်းကျင်ကပဲဖြစ်ဖြစ်မုံရနာမခါကနေပဲဖြစ်ဖြစ်ဖားကန်နဲ့ဆယ်စင်းနမ်ချီပတ်ဝန်းကျင်တွေကိုမျက်ခြေမပြတ်ကင်းထောက်ပြီးတော့ကြိုတင်ပြစ်ခတ်ရှင်းလင်းတာတွေပြုလုပ်သွားဖို့လိုပါတယ်။ဒီမှာတော့ကချင်လက်နက်ကိုင်တဘုံ KIA ရဲ့ဖားကန်တိုက်ပွဲဖားကန်စစ်မျက်နှာမှာအင်အားဖြည့်တင်နိုင်တာကတော့ဆယ်စင်းလမ်းပိုင်းသာရှိတယ်ဆိုတဲ့အခင်းချင်းကိုမြင်တွေ့ရတဲ့အတွက်ကြိုတင်ကင်းထောက်လက်မှုရယူပြီးတော့ပိတ်ဆို့တဲ့နေရာတွေကိုပိတ်ဆို့ပြစ်ခတ်ရှင်းလင်းတဲ့နေရာတွေကိုပြစ်ခတ်ရှင်းလင်းသွားဖို့လိုပါတယ်။အပြီးခဲ့တဲ့ရက်ကတော့တမတော်ကမော်လူကနေတဆင့်နန်စီအောင်ကိုတိမ့်ပိုက်လိုက်ပြီးတဲ့နောက်မန္တလေးကနေအင်းတော်ထီးကျိုင်ကတာမြကြီးနားလမ်းမကြီးတစ်ခုလုံးကိုထိန်းချုပ်နိုင်ခဲ့ပြီးပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဆိုပြီးတော့ကြေညာခဲ့ပါတယ်။ကြေညာခဲ့ပြီဖြစ်တဲ့အတွက်ဒီဒေသဒီလမ်းပိုင်းမှာတော့ဒီမိဘပြည်သူတွေအများအပြားသွားလာလို့ရတော့မှာဖြစ်ပါတယ်။ဒါပေမဲ့အကြမ်းဖက်သမားတွေကလည်းဒီမိုးညင်းမိုးကောင်းနဲ့မော်ဟန်ပတ်ဝန်းကျင်တွေမှာထပ်မံဆုဖွဲ့နေတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။မိုးညင်းနဲ့မော်ဟန်ပတ်ဝန်းကျင်တွေမှာကချင်စစ်သွေးကြွတွေကစကိုင်းနဲ့အထက်ပိုင်းကဘုံကျုံ PDF တွေရောဆုဖွဲ့နေတဲ့နေရာတွေရှိကြပါတယ်။ဥပမာပြောရမယ်ဆိုလို့ရှိရင်မော်လူမျိုးရဲ့အနောက်ဘက်မှာရှိနေတဲ့ပဲခူးတို့ရွာရှေးတို့မန်ဟဲတို့စတဲ့ကြေးရွာတွေအနီးအကြမ်းဖက်သမားတွေရဲ့အရင်မြစ်ဖြစ်တဲ့နေရာညင်မိုးကောင်းတဲ့မော်ဟန်ပတ်ဝန်းကျင်တွေကတော့ကချင်စစ်သွေးကြွနဲ့အကြမ်းဖက်သမားတွေဒီပြန်လည်စုဖွဲ့နေတဲ့နေရာတွေရှိနေသေးတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ကြားသိရပါတယ်။ဒါကြောင့်တပ်မတော်စစ်ကြောင်းကြီးတွေအနေနဲ့နန်စီအောင်မွန်းညင်းကနေဆက်လက်ပြီးတော့ကာမိုင်းလမ်းဆောင်ကိုနေမီရှင်းလေးဆောင်ရွက်မယ်ဆိုရင်လမ်းလုံခြုံရေးနဲ့ဒေသရင်းတည်ငြိမ်အေဂျင်စီကိုဆောင်ရွက်မယ်ဆိုရင်မွန်းညင်းနဲ့မော်ဟန်ဘက်တွေကိုတော့မျက်ခြေမပြတ်ဖို့လိုပါတယ်။တတိကြီးကြီးထားပြီးတော့ပြစ်ခတ်ရှင်းလင်းတာတွေနဲ့ဒေသရင်းတည်ငြိမ်အေဂျင်စီဆောင်ရွက်သွားဖို့တွေမှာအဓိကဦးစားပေးဆောင်ရွက်သွားဖို့လိုအပ်တယ်ဆိုတဲ့အခင်းချင်းကိုမြင်တွေ့ရပါတယ်။ဆိုတော့ဆိုလင်းကိုပြန်ဆက်ရရင်တော့ဒီနေ့မေလ10ရက်နေ့မှာအပြန်အလှန်တိုက်ပွဲတွေပြင်းထန်နေတာကြောင့်ဖားကတ်မှာရှိနေတဲ့ဒေသခံမိဘပြည်သူတွေမှာစိုးရိမ်ထိတ်လန့်စွာနဲ့နေထိုင်နေကြရပါတယ်။တိုက်ပွဲရှောင်မှုတွေအသုံးပြုနေတဲ့ဖားကန်ကာမိုင်းလမ်းမိုင်းကိုလည်းကချင်စစ်သွေးကြွတွေကလမ်းမေးထောင်မိုင်းတွေပြုလုပ်မယ်မိုင်းထောင်ဖောက်ခွဲမယ်ဆိုပြီးချင်းချောက်ထားတာတွေကြောင့်စစ်ရှောင်သွားကြမယ်မိဘပြည်သူတွေမှာလည်းအကျက်တင်းနဲ့ရင်ဆိုင်နေကြရပါတယ်။ဒါကြောင့်တပ်မတော်ကဖားကန်မြို့တစ်ခုလုံးကိုအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်မှုကိုအားလုံးမျှော်လင့်နေကြတယ်ဆိုတဲ့သတင်းလေးနဲ့ချိတ်ဆက်ပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒီဘုတ်ပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့ရန်ကုန်ကသတင်းလေးကိုတင်ဆက်ပေးသွားခြင်းပါတယ်။ဒါကတော့ရန်ကုန်မှာဆိုလို့ရှိရင်ဒီ private car တွေနဲ့ YBS တွေရှိကြပါတယ်။ရခိုင်တုန်းကမထသအနေနဲ့မော်တော်ယာဉ်လိုင်းပေါင်းဆိုစီကန်ထိန်းသိမ်းရေးဆိုပြီးတော့မထသနဲ့နံပါတ်အများပြားတွေနဲ့ရန်ကုန်မြို့တွင်းမှာဒီအများပြည်သူသုံး public transport အနေနဲ့အသုံးပြုထားပါတယ်။ဒေါ်စန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာတော့ဖြိုးမင်းသိန်းဝန်ကြီးချုပ်ဖြစ်လာပြီးတဲ့နောက်လက်စားမှုတွေအများကြီးပြုလုပ်ပြီးတော့ YBS အဖြစ်ပြောင်းလဲခဲ့ပါတယ်။ YBS အဖြစ်ပြောင်းလဲခဲ့ပြီးတဲ့နောက်အဲ့ဒီချိန်အဲ့ဒီကာလာကမော်တော်ယာဉ်တွေဘတ်စကားတွေကိုအစင်းမြင့်တင်ပြီးတော့ဒီစီကန်တင်းကျပ်စွာနဲ့ပြုလုပ်ခဲ့တယ်စီကန်တင်းကျပ်စွာနဲ့မောင်းနှင်စေခဲ့သလိုကားတွေကိုလည်းအစင်းမြင့်တင်ခဲ့ပါတယ်ဒါကြောင့်မလို့မထသားကနေ YBS ကိုပြောင်းလဲလိုက်တဲ့အချိန်ဖြိုးမင်းသိန်းရဲ့လက်စားမှုတွေကိုဖုံးကွယ်ပြီးတော့ YBS ရဲ့ facility ကောင်းမှုတွေကနာမည်ကောင်းရသွားစေခဲ့ပါတယ်အဲ့ဒီချိန်အဲ့ဒီကာလာက YBS ကားတွေကအဲကွန်းတွေလုံးဝကားအတိုင်းမှာ YBS ကားတိုင်းမှာအဲကွန်းတွေရှိတယ်ဒီတကားအတင်ချအဖွင့်ပေးစနစ်တွေကဒီရင်မောင်းကပဲဥဆောင်ပြီးတော့ထိန်းချုပ်ပြတဲ့စနစ်နောက်ပြီးတော့ဒီ spare မပါတော့ဘဲနဲ့ငွေပေးချေတဲ့စနစ်အကျွေးပေးချေတဲ့စနစ်အခုနောက်ပိုင်းမှာဒီ YBS ကတ်တွေနဲ့ရင်စည်းကားတွေကိုပေးချေရတဲ့စနစ်တွေရှိလာပါတယ်ဒါပေမဲ့ဒီဖြုံးမင်းသိန်းလိုမျိုးလက်ပေးလက်ယူမှုနဲ့အကျင့်ပြတ်ခြားစားမှုတွေရှိနေတဲ့နိုင်ငံရေးသမားတယောက်ရဲ့လက်ထက်မှာတောင် YBS တွေကို
အဆင့်မြင့်နဲ့ဒီကားတွေကို maintenance ကောင်းကောင်းနဲ့အေကွန်ကားတွေနဲ့မိဘပြည်သူတွေကို public transport facility ပေးနိုင်ပါတယ်အဲ့ဒီချိန်အဲ့ဒီကာလက YBS ကားတွေမှာဒီ200လောက်သာပေးရပါမယ်အခုဆိုရင်ကုန်ကျစရိတ်က2ဆနီးပါး400လောက်ထိပေးနေကြရပါတယ်ဒါပေမဲ့အခုလက်ရှိရန်ကုန်မှာပြည့်စွဲနေတဲ့ဒီရင်လိုင်းပေါင်းများစွာကားအစီး3900မှာတချို့သော YBS တွေကစုပ်တီးစုပ်ပြက်တွေဖြစ်လာပါတယ်ပထမပိုင်းမှာရှိထားတဲ့စီကံသတ်မှတ်ချက်တွေအတိုင်းအေကွန်တွေရှိရမယ်နောက်ပြီးတော့ဒီမှန်လုံဖြစ်ရမယ် facility ကောင်းကောင်းရှိရမယ်စတဲ့စံနှုန်းသတ်မှတ်ချက်တွေကလည်းတဖြည်းဖြည်းရုတ်တိရော်ရဲဖြစ်လာကြပြီးတော့ကားတွေကအေကွန်မဖွင့်တော့ဘဲနဲ့ဒီကားတွေမှာပဲကြက်သိမ့်ငှက်သိမ့်ထက်ငပိသိမ့်ငချင်းသိမ့်တွေထည့်ပြီးတော့ပူအိုက်နေတဲ့ရာသီဥတုမှာရန်ကုန်လူတို့1.8 တန်းက YBS ကားတွေကပြီးတဲ့ဒုက္ခတွေကိုခါစီပြီးခံစားနေကြရပါတယ်တချို့သော YRTB bus တွေထဲမှာဒီနာမည်ကြီးရင်လိုင်းတွေရှိတယ်ကားမျိုးစားကောင်းတဲ့ရင်လိုင်းတွေရှိပါတယ်ဆူလီတို့ဆူလီနဲ့လေဆိပ်ကိုချိတ်ဆက်ထားတဲ့ကားလိုင်းတွေ YBS 20တို့ YBS 113 112အစတဲ့ကားတွေနောက်ပြီးတော့ဒီ63တို့64တို့အစတဲ့ကားတွေကတော့လက်ရှိချိန်တွေအေကွန်တွေဖွင့်ပြီးတော့ကောင်းမွန်တဲ့ facility ပေးထားဆဲဖြစ်ပါတယ်YBS ကတ်တွေနဲ့လည်းဒီပတ်စံချီတဲ့စနစ်တွေမှာလက်ရှိချိန်တွေလည်းအသုံးပြုလို့ရနေစေဖြစ်ပါတယ်ဒီနေရာမှာတခုဆိုတာက YBS ကတ်တွေ YBS ကားတွေစီးမယ်ဆိုရင်ကတ်နဲ့ငွေရှင်းမယ်ဆိုရင်300သာပေးချေရပြီးတော့ cash နဲ့အကျွေးနဲ့ပေးချေမယ်ဆိုရင်လူတစ်ယောက်ကို400ပေးချေရပါတယ်ဒါကြောင့်တချို့ကားတွေကဒီ YBS ကန်ဖတ်တဲ့ငွေပေးချေတဲ့စနစ်တက်ထားတဲ့ဆက်တွေကိုဖြတ်တောက်ထားပါတယ်ဒါကြောင့်ဆက်တွေသာတက်ဆင်ထား YBS ကတ်နဲ့ပတ်စံချေလို့မရတယ်ဆိုတော့ပတ်စံချေလို့မရဘူးဆိုတော့အပြည့်စည်းတွေအခက်အခဲတွေကိုလည်းမြင်တွေ့ရတယ်နောက်တစ်ချက်ကဒီကားတွေနဲ့ပတ်သက်ရင်စီကံတင်းကျပ်မှုမရှိဘဲနဲ့စီကံမဲ့စွာမောင်းနှင်တာတွေလည်းပြုလုပ်ခဲ့တယ်ဒါကြောင့်ပြီးခဲ့တဲ့မေလ9ရက်နေ့ကဒီ YRTC ရုံးချုပ်တနန်းခမ်းမှာပဲဒီဒုတိယဥက္ကဋ္ဌကနေပြီးတော့ရင်မောင်းနေနဲ့တွေ့ဆုံပြီးတော့စီကံလိုက်နာဖို့စနစ်တကျမောင်းနေမှုဘေးအနေနဲ့ကင်းတော့မောင်းနေမှုဆိုပြီးတော့တွေ့ဆုံဆွေးနွေးမှုတွေတွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်တကယ်တော့ဒီရန်ကုန်မှာပြေးဆွဲနေတဲ့ကားတွေကအစီးရေ3900ရှိတယ်ရင်မောင်းပေါင်း1500ရှိတယ်ဒါပေမဲ့ဒီ YRTC မှာပြုလုပ်တဲ့ဒီအစည်းအဝေးတွေ့ဆုံပွဲမှာတော့လာရောက်တဲ့ရင်မောင်းက100သာရှိတယ်လို့သိရပါတယ်ဆယ်ပုံတစ်ပုံတောင်မှမလာတဲ့အခြေအနေမျိုးမြင်တွေ့ရတယ်ဆိုတော့ဒီရန်ကုန်မှာရှိနေတဲ့ public transport ကအများပြည်သူအများဆုံးအသုံးပြုတဲ့စနစ်ဖြစ်ပါတယ်လက်ရှိချိန်မှာတော့ဒီမြန်မာပြည်ရထားကနေဒီ BEDV လို့ခေါ်တဲ့ဒီလျှက်စစ် EV ရထားတွေနဲ့မြို့ပတ်ရထားတွေပြေးဆွဲနေတာကြောင့်တော်တော်များများအဆင်ပြေလာတယ်ဒါပေမဲ့တစ်ဖက်မှာ YBS တွေကိုဒီတိုင်းပဲမတိကျကျပြုတ်ထားတော့မှလားဆိုတဲ့အခြေအနေဖြစ်ပါတယ်YBS ပြောင်းလဲတဲ့အချိန်တုန်းက YBS ထဲမှာလိုင်းဆွဲဖို့ဆိုရင်သတ်မှတ်ချက်စံညွှန်းတစ်ခုရှိပါတယ်အကျဉ်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ကားတွေက facility တစ်ခုရှိရမယ်အေကွန်ရှိရမယ်နောက်ပြီးတော့ငွေပေးချေမှုစနစ်တွေမှာလည်းနောက်ပိုင်းမှာ YBS ကတ်တွေနဲ့ scan factor တွေကိုပြုလုပ်လာနိုင်ရမယ်တင်ရဘူးဆိုတဲ့သတ်မှတ်ချက်တွေစံညွှန်းတွေရှိပါတယ်ဒါပေမဲ့အခု YBS တွေမှာအေကွန်တွေမရှိတော့ဘူးတကားတွေဟောင်းလောင်းဖွင့်ပြီးတော့တချို့သောကားတွေကလူတင်တဲ့ကာလာ public transport လာငပိသိမ့်ငချင်းသိမ့်ငပိပတ်ရောင်းတဲ့ကာလာမသေးခွဲရတဲ့အခြေအနေမျိုးတွေဖြစ်လာပါတယ်ဒီနေ့ဒီချိန်ဒီလေကားစီးရေ3900နဲ့ရန်ကုန်ရဲ့ဒီမြို့ပြလမ်းတွေမှာပြည်သူဝန်ဆောင်မှုတွေပေးနေပေမဲ့ရှိတဲ့ပြည်သူ1.8 တန်းအတွက်ကတော့မလောက်ငှသေးဘူးဖြစ်ပါတယ်။ဒါကြောင့်လို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ဒီ YRTC တွေနဲ့ပတ်သက်ရင်လည်းပထမဦးစားပေးကဘေးရန်ကင်းရှင်းရေးဦးစားပေးဆောင်ရွက်သွားဖို့လိုတယ်။ဒုတိယအချက်ကစီးနှင်းသူစားသုံးသူဒီနိုင်ငံသားတွေရန်ကုန်မှာရှိနေတဲ့အခြေခံလူတန်းစားတွေအတွက်ပဲဖြစ်ဖြစ်ရန်ကုန်မှာရှိနေတဲ့မိဘပြည်သူတွေအတွက်ကောင်းမွန်တဲ့ facility နဲ့ပေးရတဲ့ပတ်စံနဲ့တန်တဲ့ရင်လိုင်းတွေဖြစ်တင်ပါတယ်။စုပ်ပြက်ကားတွေကိုပြုပြင်ထိန်းသိမ်းမလားမွမ်းမံမလားတခုခုတော့ကြက်မက်ဆောင်ရွက်ဖို့လိုအပ်ပြီဖြစ်ပါတယ်။ဒါတွေကဖြိုးမင်းသိန်းတို့လက်ထက်နဲ့ရှင်ကြည့်လိုက်ရင်အင်မတန်ရှက်စရာကောင်းတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ဖြိုးမင်းသိန်းတို့လိုမျိုးနိုင်ငံရေးတည်မမှန်တဲ့ကြောင်ပါကြီးတွေလက်ထက်မှာတောင်မှ YBS ကိုမထသားကနေချက်ချင်းဆိုသလိုပြောင်းလဲပြီးတော့ facility ကောင်းကောင်းနဲ့နာမည်ကောင်းရအောင်ဆောင်ရွက်နိုင်တဲ့အချိန်တွေမှာဒီလိုမျိုးရော်ရဲလာတဲ့စီမံစည်းကမ်းတွေရော်ရဲလာတဲ့တင်းကျပ်မှုတွေနဲ့ရော်ရဲလာတဲ့ facility တွေကမြို့နေလူထုအတွက်ကတော့မလုံလောက်တော့ဘူးဖြစ်တယ်။ဒီကြားထဲမှာမတထောင်သားတွေလည်းပါဝင်စီးနင်းနေတာရှိပြီးတော့ကပိုင်းနိုင်တွေတခိုးဓမြတွေကလည်း YBS တွေပေါ်မှာရောရောင်ပြီးတော့လိုက်ပါစီးနင်းနေကြပါတယ်။ဆိုတော့ဒါတွေနဲ့ပတ်သက်ရင်လည်းဒီတက်ဆိုင်ရာတွေကနေတဆင့် YRTC ကဥက္ကဋ္ဌတွေဒုဥက္ကဋ္ဌတွေအတွင်းမှုတွေနဲ့ရှေ့ရရှင်တွေအားလုံးကလိုအပ်တယ်လို့ပြုပြင်မွမ်းမံပြီးတော့ကားတွေကိုအစင်းမြင့်တင်ပြီး public transport ကိုအစင်းအတန်းတစ်ခုအနေနဲ့ဆက်လက်ထိန်းသိမ်းသွားဖို့လိုအပ်တယ်ဆိုတဲ့သတင်းလေးကိုချိတ်ဆက်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဆိုလိုတာကတော့ YRTA မှာဒီအဖွဲ့အစည်းရှိတယ် organization ရှိတယ်သူဟာနဲ့သူအဖွဲ့အစည်းလိုက် operation run နေတာရှိပေမဲ့ကားတွေမှာစုပ်တီးစုပ်ပြတ်ဖြစ်လာတယ်ညစ်တီးညစ်ပတ်ဖြစ်လာတယ်ဆိုတဲ့အခြေအနေကိုမမြင်ကြတာလား observation မရှိကြတာလားဒါမှမဟုတ်စီကံထိန်းသိမ်းရေးအဖွဲ့တွေကပဲရင်းနေလာရင်တာဝိတက်တွေလိုင်စင်တွေစစ်ပြီးတော့ကားတွေရဲ့စုပ်တီးစုပ်ပြတ်ဖြစ်နေတဲ့အခြေအနေတွေကိုမတိကျကြုံပြုထားသလားဆိုတာတွေကအခုချိန်မှာတော့ပြန်လည်ကင်တွယ်ဖြစ်ရှင်းဖို့လိုအပ်နေပြီဆိုတဲ့သတင်းအကြောင်းအရာကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။မထသခေတ်တုန်းကလိုမျိုးစုပ်တီးစုပ်ပြတ်ကားတွေနဲ့ငပိသိမ့်ငချင်သိမ့်နဲ့
YBS ကမထတာတစ်ခေတ်ပြန်ပြီးတော့ကုံဆုံးတော့မလားဆိုတဲ့အခင်းချင်းကိုအားလုံးကစိတ်ပြက်စိုးရိမ်နေကြပါတယ်ဖြိုးမသိန်းလိုမျိုးနိုင်ငံရေးသမားဖြိုးမသိန်းလိုမျိုးလက်ပေးလက်ယူမှုတွေအများဆုံးရှိခဲ့တဲ့သူတယောက်ရဲ့လက်ထက်မှာတောင်မှ YBS ကိုအကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးနိုင်နေဆိုရင်အခုလိုကာလပျက်စီးယိုယွင်းမှုတွေကိုပြန်လည်မွမ်းမံနိုင်မယ်ဆိုရင် facility ကောင်းတဲ့အဆင့်တန်းမြင့်တဲ့မျိုးပြတည်ယူပို့ဆောင်ရေးစနစ် BRT တွေ MRT တွေလိုမျိုးမြို့တော်အင်ကာရန်နဲ့ညီတဲ့ကားတွေမြို့တော်အင်ကာရန်နဲ့ညီတဲ့ယာဉ်တွေကိုမြင်တွေ့ကြဖို့လိုအပ်ပြီဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးချိတ်ဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဒီနေ့မေလ10ရက်နေ့မှာပဲဒီ73စီရည်ညွှန်းဈေးတွေကထပ်ပြီးတော့ဈေးတွေကျလာတာကိုမြင်တွေ့ရပါတယ်။နိုင်ငံတော်ဘက်ကလည်းဒီ73စီလောင်စာဆီတင်သွင်းတဲ့ကုမ္ပဏီတွေအတွက်ဒေါ်လာတွေနိုင်ငံခြားငွေတွေကိုထုတ်ချေးနေတာတွေကြောင့်ဒီတက်တာနဲ့တွင်တင်းညမှာအဆင်ပြေစေဖို့အတွက် currency exchange ပြုလုပ်ပေးထားတာတွေကိုလည်းမြင်တွေ့ရတယ်။ဒီလိုမျိုးနိုင်ငံတော်အစိုးရကနေကြီးမှုပြီးတော့ဗဟိုဘဏ်ကနေဒေါ်လာတွေများစွာထုတ်ချေးပေးနေတာတွေအတွက်ပြည်တွင်းလောင်စာဆီဈေးကွက်လိုအပ်ချက်ကလည်းဖူလုံလာပြီဖြစ်တယ်။ဆက်လက်ပြီးတော့လည်းဒီအခြေအနေတိုင်းပဲဆက်သွားမယ်ဆိုရင်လောင်စာဆီဈေးကတဖြည်းဖြည်းချင်းကျဆင်းလာမှာဖြစ်ပါတယ်။ဧပြီလကောအခုဒီမေလဆန်းတွေကစပြီးတော့လောင်စာဆီဈေးကတရိပ်ရိပ်နဲ့ထိုးကျလာတာတွေဖြစ်ပါတယ်။ဒါပေမဲ့လောင်စာဆီဈေးသာကျလာတယ်။တည်ယူပို့ဆောင်ရေးစရိတ်ကုန်ကားတွေရဲ့တည်ယူပို့ဆောင်ရေးတန်ဆာကားတွေဒီလူစီးရင်တွေ expert တွေရဲ့လက်မှတ်တွေကခုချိန်ထိဈေးမကျသေးတာကိုလည်းမြင်တွေ့ရတယ်။လောင်စာဆီတွေဈေးတက်တဲ့အချိန်တွေကတော့တက်ဆိုပြီးတော့တဟုန်တို့ဈေးတွေတက်သွားခဲ့ကြပေမဲ့အခုလောင်စာဆီတွေဈေးကျသွားတဲ့အချိန်မှာတော့မြည်သူကမှတန်ဆာကားတွေဈေးချဖို့လက်မှတ်ခတွေဈေးချဖို့ဒီတည်ယူပို့ဆောင်ရေးကဏ္ဍတွေမှာဈေးချဖို့ကိုမတိကျုံပြုနေကြတယ်ဖြစ်ပါတယ်။ဒါတွေကိုတော့လိုအပ်တယ်လို့ကင်တွေဖြည့်ရှင်းသွားဖို့လိုပါတယ်။ဒါတွေကပြည်သူလူထုနဲ့တိုက်ရိုက်ထိတွေ့နေတာတွေဖြစ်တဲ့အတွက်လောင်စာဆီဈေးကွက်လောင်စာဆီဈေးနှုန်းရောကျလာမှုတွေရဲ့နောက်ဆက်တွဲမှာကုန်စည်နှုန်းလည်းပြန်လည်ကျသင့်ပြီဖြစ်ပါတယ်။ဒါတွေကိုပြည်သူလူထုအားလုံးကမျှော်လင့်နေကြပါတယ်။လောင်စာဆီဈေးကြီးမြင့်တဲ့အချိန်မှာကုန်စည်နှုန်းကြီးမြင့်တာတွေကိုပြည်သူလူထုအားလုံးကလက်ခံပြီးတော့မငြီးမညူနဲ့ဒီခံနေခဲ့ကြပါတယ်။လောင်စာဆီဈေးနှုန်းကျသွားတဲ့အချိန်မှာလည်းကုန်စည်နှုန်းတွေပြန်လည်ကျဖို့လိုအပ်နေပြီဖြစ်ပါတယ်။ဒါကြောင့်သက်ဆိုင်ရာအဖွဲ့အစည်းကြီးတွေကနေတဆင့်သက်ဆိုင်ရာအာဏာပိုင်တွေကနေတဆင့်ကုန်စည်နှုန်းတွေအတင်းအဓမ္မဈေးနှုန်းတွေဆွတ်တင်ပြီးတော့ဝိသမလောဘသားတွေရဲ့ဈေးကွက်ကစားမှုခြေလှယ်မှုတွေကိုတင်းတင်းနဲ့ဆောင်ရွက်ကြဖို့ကိုပြည်သူလူထုအားလုံးကမျှော်လင့်နေကြတယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ရင်းနဲ့ဒီနေ့မေလ10ရက်နေ့ရဲ့ထူးခြားတဲ့သတင်းတင်ဆက်မှုကိုရန်နာခွင့်ပြုပါနောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်